ဖခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့တနေ့ပြီးတနေ့ဖခင်ပို့ဆောင်ခဲ့တယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့အသက်တာအထဲမှာဖခင်ဖော်ပြတဲ့အရာလေးကိုဒီနေ့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်လို့ကျွန်တော်တို့ရဲ့အသက်တာအထဲမှာယနေ့ဖခင်ကအင်မတန်မှတွန်းတင်ခြင်းနဲ့ဖခင်သခင်ဖြစ်တယ်သင်ပေးတဲ့ဖခင်ဖြစ်တယ်သူ့ရဲ့အလိုကိုသိစေခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်သိစေခြင်းနဲ့ဘာကိုသိစေခြင်းတာလဲလို့ဆိုတော့သူကျွန်တော်တို့ကိုဘလောက်ချစ်လဲဘလောက်တန်ဖိုးထားလဲဆိုတာကိုသိစေခြင်းနဲ့ဒီနေ့ကျွန်တော်တို့အသက်တာမှာမသိခြင်းကြောင့်ဆုံးရှုံးရတဲ့အသက်တာမျိုးမဖြစ်စေခြင်းဒါကြောင့်ဒီနေ့ဘုရားသခင်လှုပ်တဲ့အရာ၃ချက်ကိုကျွန်တော်ပြောသွားပါမယ်ဘုရားသခင်ကလူတစ်ယောက်ကိုအလုံးလုံးတော့မယ်ဆိုရင်နှုတ်ကပတ်တော်နဲ့အလုံးလုံးတယ်ကျွန်တော်အများအားပြောသလိုပဲဒါပေမဲ့ဘုရားကနှုတ်ကပတ်တော်ပေးပြီးရင်ဘာနဲ့ဆက်လို့အလုံးလုံးလဲဆိုတော့သူ့ရဲ့အလိုတော်ကိုသိအောင်အရင်ရှာခိုင်းတယ်ဆိုတော့အင်္ဂလိပ်လိုဆိုရင်တော့ပိုရှင်းတယ် God word the word of God and the will of God and the way of God ဆိုတော့ဒီ၃ချက်နဲ့ကျွန်တော်တို့ဒီနေ့နှလုံးသွင်းသွားဖို့ဖြစ်ပါတယ်ဆိုတော့ဖခင်ကအလုံးလုံးရင်ပထမဆုံး the word of God 3W မှတ်ထားပါ 3W the word of God ဖခင်သခင်ကအလုံးလုံးပြီဆိုရင်သူ့ရဲ့နှုတ်ကပတ်တော်နဲ့အလုံးလုံးပါတယ်နှုတ်ကပတ်တော်မပါဘဲနဲ့ဖခင်ကဘာတစ်ခုမှအလုံးမလုံးပါဘူးဆိုတော့အရင်ဆုံးသူအလုံးလုံးတော့မယ်ဆိုရင်နှုတ်ကပတ်တော်ကိုဆေလွတ်တယ်ဆိုတော့နားလည်ထားဖို့ရန်အကြောင်းကဆရာကြီးယုံကြည်ချိုးကကပ္ပမှာအကြီးမားဆုံးဖခင်ကြောင့်စောက်ဖို့သူကဆူတောင်းတယ်ဆူတောင်းရင်နဲ့ဖခင်သခင်ကသူ့ကိုနှုတ်ကပတ်တော်ကိုပေးတယ်ဖခင်ကအလုံးလုံးတော့မယ်ဆိုအရင်ဆုံးဘာကိုပေးလဲဆိုတော့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုအရင်ပေးတယ်အဲ့ဒီနှုတ်ကပတ်တော်ကတရားဟောလို့ကြားတာနဲ့မတူဘူးသူပေးတဲ့နှုတ်ကပတ်တော်ကအင်မတန်မှကျွန်တော်နှလုံးသားထဲကိုဒီလိုမျိုးတန်လျက်ကဲ့သို့ထိုးလိုက်တဲ့နှုတ်ကပတ်တော်မျိုးဖြစ်တယ်ဥပမာကျွန်တော်ရဲ့အတ္တတာကျွန်တော်ကကနေဒါရောက်ပြီးတော့မှကျွန်တော်အမှုတော်ဆောင်နေရင်းနဲ့တစ်ဖက်ကလည်းလှုပ်ရမဲ့တာဝန်ရှိတော့ကျွန်တော်ကအိမ်တောင်ရေးအတွက်ကျွန်တော်လှုပ်ရတယ်ကန်ရတယ်ဆိုတော့ကျွန်တော်ကိုဖျားခေါ်ထားတဲ့ရည်ရွယ်ချက်ကမြောက်များစွာသောသူတွေလွတ်မြောက်ခြင်းရဖို့မအစကျွန်တော်ကိုဖခင်ကရွေးကောက်ထားတယ်သို့တော့ကျွန်တော်ကလည်းကနေဒါရောက်လာကိုကျွန်တော်ရဲ့အဲ့ဒီယူပါယုံတွေကိုကျွန်တော်ကမေ့သွားတယ်မေ့ပြီးတော့မှကျွန်တော်ကဘာလုပ်လဲဆိုတော့အလုတ်ဝင်လုပ်ရတယ်မိသားစုအရေးအတွက်ကျွန်တော်အလုတ်ဝင်လုပ်ရတယ်အလုတ်ဝင်လုပ်တဲ့အခါမှာကျွန်တော်ရဲ့အတ္တတာနေရာမှားတဲ့အတွက်ကြောင့်ကျွန်တော်မပြောနိုင်ဘူးမပြောနိုင်တဲ့အပြင်ကျွန်တော် accident ဖြစ်ပြီးတော့တေမဲ့အဆင့်ထိတောင်ဖြစ်ဘူးတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ပြောတယ်ကိုတော့နောက်ဆုံးဆိုကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တစ်ဖက်ကအလုပ်လုပ်တယ်တစ်ဖက်ကကြောင်းတက်တဲ့ကြောင်းကဘာလဲလို့ဆိုတော့ကျွန်တော်အလုပ်ကောင်းရရေးအတွက်ကျွန်တော် college သွားတက်တာပေါ့လေဖခင်ကကျွန်တော်ကိုခေါ်ထားတာကအမှုတော်အတွက်ကျွန်တော်ကအလုတ်ကတစ်ဖက်လုပ်တယ်ကျွန်တော်ဆိုကားတော့မစီဘူးကားခါကဈေးကြီးတဲ့အတွက်ကြောင့်ကျွန်တော်ဆိုရင်အေးတဲ့ကြားတဲ့ကစနိုးကြားတဲ့မှာကျွန်တော်ကရေခဲပြင်ပေါ်မှာကျွန်တော်စပိန်မဲ့နင်းတယ်အလုတ်ကိုစပိန်နဲ့သွားတယ်အလုတ်ကနေကြောင်းကိုစပိန်နဲ့သွားတယ်ဝေးပါတယ်တော်ဝေးတယ်အဲ့ဒီကျောင်းကနေပြန်လာရင်ကျွန်တော်မှညမိုးချုံသွားပြီညတကောင်ကြီးမှအိမ်ပြန်ရောက်တယ်မနက်စောကြီးဆိုပြန်ထတယ်ဒါပေမဲ့ကျွန်တော်ဘာတတိထားမိလဲလို့ဆိုတဲ့အခါမှာအဲ့လိုလှုပ်ရင်းနဲ့ကျွန်တော်ရဲ့အတ္တတဖြည်းနဲ့နွမ်းပါလာတယ်တဖြည်းနဲ့မောလာတယ်တဖြည်းနဲ့ what is the meaning of life ဘဝရဲ့အဓိပ္ပာယ်ဆိုတာဘာလဲကျွန်တော်မသိတော့ဘူးဗမိုင်းမှာဆိုကျွန်တော်လက်တိလက်မောင်းတမ်းတော့ဖယားအတွက်လှုပ်ဆောင်ခဲ့တယ်ဖယားအတွက်အိုးအကြီးကျယ်လှုပ်တယ်ဟာလာကားမရှိဘူးပြဿနာမရှိဘူးဟိုးမင်္ဂလာတုံကနေရန်ကုန်ထိကျွန်တော်အာရပါရလမ်းစရိတ်မရှိတဲ့အခါမှာကျွန်တော်ကီးမဆိုင်ဘူး
Eddie Mingala don't want a young go Lanshaw Bido, Hala young go mute go Lanshaw Bido, Jesus, Chimwam, the Tuan and Kede. Tabime Eddie Canada go Yaule Yaula, Genomai, a go no Yupayon, a Piotwater. Genoa focus a balesero. Hanga lomolo ngata me Messiah. Nga lomolo ngami dazu de badula chumale. Hanga is a neither shide. A Khalil let Yabiti and Willabi. Below Yamle, a Mimio Sinzabi, Pidom Amea lay out labi. Ha, Palo Yamle, Palo, ha, Edma, Pura, my pichu, Pidoma, Hala. Ilaka. Cabo, Babo, Nyabo, Elaria, Mio Pilla, Camajon, a low council long way, low bit, the Pacale, Amuro Miago Tansam with the Pacale, Allah, or the Pacale, Almin Chin, the Pacale, so I imagine not don't swear alone. Todo Babilla, I imagine a yapping man. So no jarem a sabine mouth at Jimon Maneu, Lua Zovo, no sabine mouth water kama, hala, or Nalo Nama de Geso, Sanoma Nares or Tumiata Posuren, Jaria Nare kama, Yes Sakan, Jaria, Lua Zo, Naloya, Mitasu. So Genoma Papiani Leso, Payae, fresh word, Payae no go bato, Genoma, Mashiupin. No go bato, Mayama chin, Genoro, Lanza Piaude. No go bato, machine, Lanza Piaude. Dane, Pimanwane, Bido, Geno, Elauti, Josa, Bido, a Loca, Manasois of Pianta, a Locane, Jango Toa. The Kalis Obama, Hala, or Asata, so Gongo, Masaro, Johnso, Alamio Pimanwane, Pian Yaula. Yaula be a mere ain't him, Ale Piatanashide. Ain't him, Hala, Geno Tali and Wigaza. Comwa Piocalo, Napu Guebiami, don't check Choabiami. Hala Nalala Wechare, a loca ni Chow, Jongan in Yadago in Pian Yodecam, Ema Kalimashi, Giro Bapile, Nakon Jualo, and a telon. So, I'm Minglaria, Miaswa Pit. Papilo Lecuro. Hanepea, Genosacapio. Do not change you by say him a pie. Pie no jono satim no elma jono change them my breast suit down. A change you wrote John suit down yare. Goro no kubato machine no. Jono di time to aro me janotide. Jono boaga di time to aro me. Kenidama. Tumiae Alma Hala, the Catale so in Lupuria, Kali de Locherone, Kaina, she did. Ha, Goro era Goro Loro Mopusa Genotide no. Genoro Almi Chimpaya baby da, Bedema Biles, no cobato dema. So Goro Geno to Cadido wins up no cobato, Bema le Goro, Piaba, Mapiama Chichino, Goromia Moto, and Matwabusore, Ayaga, General County Piece up here. Emma Genomia ye and Mia Quacho, Pablo Genobuama, a young card. Can it a yola de come at Genobua to Miana to a young card, a young cayade. So there come at Genotia Hora, Lebadu, Mamma Lizaro. Piochina Babilos or Milan Aruna to do a low lonely de Lube. Balizazia, John Shima, Sore, Milan struggle lower and Naru struggle lower. A 2 well lama hornet. So there come a Genomatea, hollow the Hoya, Amashi de Abien, Nago Tumiari, below Tim Lesore, Ayaya, Geno Amera Pian Swechar. Geno Tumiale Amapin and Locogo Rangaletea Hobby Amashivu. Paneve attention to Alesso now, but do below Tim, below Piomle, Dari Neve Genotuare. So Payata, Payata Bo, Payai Alila, Pama John Namle Kero. And then a Pichebu, John suit down there. General making yell like General making and suit down the taye, that they pay money, we know. Payag a luro error of my pinna. Tama, Jimare, Payaye, Hala, Takune, Losong me Yashid no. Ekama General suit down there, the Kali, a canem at a Kanaka pay. General Piashi worship song, the point. Ye, Najon Lule, no General Payamia Motor, my general need. Matani go Monmaro. General Atata. Ye see John Temabe. Hala, yes, call Sonya now be liar at that time, a pipasine.
ရေစီးကြောင်းမှာရေခေါ်ဆောင်ရာနောက်ပဲလိုက်ရတဲ့ဟာကငါအသေးပဲဖြစ်တယ်ငါအရှင်ဆိုတာကရေခေါ်ဆောင်ရာကိုပဲလိုက်တာမဟုတ်ဘူးကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်အောင်သွားတာဖြစ်တယ်ကိုလိုချင်တဲ့နေရာကိုရောက်အောင်သွားတာဖြစ်တယ်ငါအသေးပဲရေခေါ်ဆောင်ရာနောက်ကိုလိုက်ရတဲ့တဘာဝကြီးရဲ့ဖြစ်တဲ့အရာတွေမှာကျွန်တော်တို့ကလည်းရောရောင်ပြီးတော့ခေါ်ဆောင်ရာပဲလိုက်နေရတယ်ဤလောကရဲ့ဖြစ်ပျက်နေတဲ့အရာတွေမှာပဲကျွန်တော်တို့ကအသက်ရှင်ရတဲ့သူတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့က supernatural ဘုရားသခင်ရဲ့တကိုးနဲ့အသက်ရှင်ရမယ့်သူတွေဖြစ်တယ်ဆိုတာကျွန်တော်ရဲ့အချိန်အဲ့ဒီအချိန်တော့ကျွန်တော်မသိခဲ့ဘူးကိုရောကျွန်တော်မျက်ရည်မျက်ခွက်ကျွန်တော်ရဲ့အသက်တာမှာဒီတိုင်းမဖြစ်ချေဘူးဘုရားသခင်ကျွန်တော်ဘာစကားပြောလဲဆိုတဲ့အခါမှာအိုးငါသားငါမင်းအတွက်ထားတဲ့ရွေချက်ကတိတ်ကြီးတယ်တဲ့မင်းအထဲမှာပြုတ်ပြင်းတဲ့တကိုးတော်ဘာတကိုးတော်လဲမင်းသိလားဆိုတော့ကျွန်တော်စကားပြောတဲ့အခါမှာအဲ့ဒီနေ့ကျွန်တော်အကြီးအကျယ်မျက်ရည်ကျတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဘုရားရှင်ကျွန်တော်ပေါ်ထားတဲ့အကြံစီကျွန်တော်နားမလည်သေးဘူးဒါပေမဲ့ဘုရားကျွန်တော်ဖော်ပြတယ်မင်းအထဲမှာငါပြုတ်ပြင်းခြင်းတဲ့တကိုးတော်ဒီတကိုးတော်တဲ့ဒီနေ့ညီကောင်မအရောက်စီတဲ့အသက်တာမှာလဲဘုရားပြုတ်ပြင်းခြင်းတဲ့တကိုးတော်ဘာတကိုးတော်လဲကြည့်အောင်အေဖာဩရစာခန်းကြီး1ငယ်19မှာအေဖာဩရစာခန်းကြီး1ငယ်19မှာယုံကြည်သောငါတို့၌ပြတော်မူသောအလွန်ကြီးလာစွာသောတကိုးတော်ကအဘယ်မျှလောက်ကြီးသည်ကို၎င်းသင်တို့သည်သိစေခြင်းကသင်တို့ဤဉာဏ်မျက်စိကိုလင်းစေပါမည်အကြောင်းဆုတောင်းပတနာပြု၏ထိုတကိုးတော်ကခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူ၍ခရစ်တော်၌ပြုပြင်သောမဟာတကိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်တယ်ဘုရားသခင်ကပြုပြင်ခြင်းနဲ့တကိုးကျွန်တော်တို့အထဲမှာအလုံးလုံးမဲ့တကိုးကဘာတကိုးလဲဆိုတော့တဲ့ယေရှုခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတဲ့တကိုးကကျွန်တော်တို့ကိုလည်းပြုပြင်ခြင်းတာဖြစ်တယ်တဲ့ကျွန်တော်တို့အဲမှာပြုပြင်မဲ့တကိုးတော်ကဘာတကိုးတော်လဲဆိုတော့ယေရှုခရစ်တော်ကိုသေခြင်းမှထမြောက်စေတဲ့တကိုးကတဲ့ကျွန်တော်တို့အဲမှာပြုပြင်ခြင်းတာဖြစ်တယ်စဉ်းစားကြည့်အောင်ညီကိုမောင်တို့ကြားအတိပဲကျွန်တော်မရှိပါနဲ့မှတ်ထားဖခင်ကျွန်တော်ကိုပြုပြင်ခြင်းတာကတဲ့ယေရှုခရစ်တော်ကဂူထဲမှာလဲလျောင်းနေတဲ့3ရက်မြောက်တဲ့နေ့မှာအဲ့ဒီဖခင်ရဲ့တကူကယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာတဲ့ဝင်ပြီးတော့မှရှင်ပြန်ထမြောက်စေတဲ့တကူတဲ့အဲ့ဒီတကူကသင်တို့အဲမှာရှိရင်လည်းသင်တို့အဲမှာသိနေတဲ့အရာတွေအလုံးပြန်ရှင်းလာမှာဖြစ်တယ်ဆိုတော့အဲ့ဒီသေခြင်းဟာလာယေရှုခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက်တဲ့တကိုးကသင်တို့အထဲမှာပြုပြင်ခြင်းတာဖြစ်တယ်အဲ့ဒီတကိုးတော်ရဲ့ပြုပြင်ခြင်းကိုခံရရင်သင်တို့ရဲ့အတ္တတာကြီးမားသောအမှုကိုပြုမဲ့သူတွေဖြစ်တယ် ordinary people ကနေပြီးတော့ extraordinary people ဟာလာဘုရားသခင်တို့ကြီးမားစွာအလုံးလုံးနိုင်တဲ့သူတွေဖြစ်ဖို့ဘုရားအလိုတော်ရှိတယ်ဟုတ်ပြီကိုတော်အဲ့ဒါဆိုကျွန်တော်ဘာလုပ်ရမှာလဲကိုတော်အဲ့ဒီခါမှာဘုရားသခင်နဲ့ကျွန်တော်အချိန်ယူတယ်ကိုတော့ကျွန်တော်ဘာလုပ်အောင်လဲအလုပ်ထွက်တယ်ဟာကိုတော့မလုပ်ပါနဲ့ကိုတော့ရဲ့အလုပ်ထွက်ဖို့အကြောင်းပဲဘုရားဖော်ပြတယ်ကျွန်တော်အလုပ်ထွက်ကိုတော့အလုပ်ထွက်ကျွန်တော်ဘယ်လိုသွားစားမှာလဲဘယ်လိုလော့မှာလဲကိုတော့အလုပ်မထွက်ဘူးကျွန်တော်မထွက်ဘူးကျွန်တော်ဆူတောင်းတယ်အလုပ်ထွက်ဖို့ကြီးပြောတယ်ဒါနဲ့ကိုတော့ကျွန်တော်အဲ့ဒီညတွေဆိုအဲ့လိုမရအောင်မနက်စောကြီးအလုပ်ပြန်သွားမယ်အလုပ်ကလည်းပင်မနဲ့ဒါပေမဲ့အဲ့ဒီညတွေဆိုကျွန်တော်အဲ့လိုကိုမရအောင်ဒါနဲ့ညတနာရီလောက်ချိန်တရက်မှာညတနာရီလောက်အဲ့လိုမရလို့ကျွန်တော်အပေါ်ထက်ကနေအောက်ဆင်းပြီးတော့ကျွန်တော် TV ဖွင့်ခြင်းမယ်Oral Robert ရဲ့သား Richard Robert ကတရားဟောတဲ့အချိန်ဖြစ်နေIf you take care of God's business, God will take care of your business. Elohim la nyoi thoro chono phwin yo chono chi tlo phit do chono pyan pai lo. Ngao pyo da mo. Tu couple de taya ho ni da. Bai ma le ma ti bu. Ai ma ngao pyo da mo. Chono pyan pai lo chono khat ti be chono ni. ဒါပေမဲ့စိတ်ထဲမှာဖခင်ကျွန်တော်နှိုးစော်တာချမ်းတယ်ဒီထဲမှာအယံကိုလာနေပြီဒါနဲ့ကိုတော်ရဲ့အလုတ်ထွက်ရမှာကျင်းသိမ့်လဲကျွန်တော်ကိုလေနှုတ်ကပတ်တော်နဲ့စကားပြောပါတော့လို့
မှတ်ထားညီကိုမောင်မတို့ဖယားအလိုတော်သိချင်ရင်အလိုတော်ဝန်ခံနိုင်တဲ့နှလုံးသားရှိပြီးမှအလိုတော်သိရတဲ့အခွင့်ကိုဖယားပေးတယ်အလိုတော်ရှာတယ်ဆိုတာကဆူတောင်းပြီးတော့အလိုတော်ရှာတဲ့အခါမှာကိုဖြစ်ချင်တဲ့အရာကိုပဲရှေ့တန်းတင်ပြီးတော့အလိုတော်ရှာနေတဲ့၍ဖယားအလိုတော်ကိုမဖွင့်ပြဘူးဖယားကသို့တော့အလိုတော်ကိုရှာပြီးဆိုရင်အလိုတော်ကိုဝန်ခံတတ်တဲ့နှလုံးသားတရားရာဂိုင်နှုန်းရှိတဲ့အခါမှာအလိုတော်ကိုဖယားဖွင့်ပြတာဆိုတော့အဲ့မှာကိုတော်ရဲ့ပြောတဲ့အတိုင်းကျွန်တော်ဝန်ခံဖို့အစင်သင့်ပါပဲကျွန်တော်နှုတ်ကပတ်တော်ပေးပါလို့ပြောလဲပြောကောကျွန်တော်ကိုဖယားခေါ်တဲ့ကျမ်းပိုက်ကယောမ 8:32 ဖြစ်ပါတယ်ကျွန်တော်ကိုဖယားအဲ့ဒါနဲ့စကားပြောတယ်ဒီနေ့လူတယောက်နဲ့တယောက်ဖယားရဲ့ခေါ်တဲ့ကျမ်းပိုက်မတူဘူးသို့တော့အဲ့ဒီမနတ်ထားတဲ့အခါမှာကျွန်တော်ဖွင့်လိုက်ကောယောမ 8:32 ကလေအဲ့ဒီကျမ်းပိုက်ကျကျွန်တော်ရဲ့နှလုံးသားကိုဒီလိုကင်လှုပ်ပြီးတော့ကျွန်တော်ဘလို့မှယုံထွက်လို့မရတော့ဘူးသားတော်ယင်းကိုမနှမျောပဲငါတို့အဖို့လုံးငါစွန့်တော်မူသောသူသည်သားတော်ယင်းနဲ့တကွာခတ်သိမ်းသောအရာတို့ကိုမပေးပဲမနေဘူးကျွန်တော်ဖယားဘာစကားပြောလဲဆိုတော့မင်းတို့သားတော်ယင်းကိုတော့မှပေးထားပြီးသားတော်ယင်းနဲ့တကွာမင်းစားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့သွားဖို့လာဖို့အကုန်ငါပေးထားပြီးပြီလေသားတော်နဲ့တကွာခတ်သိမ်းသောအရာတို့ကိုပေးထားပြီဆိုတဲ့အရာကဟာလာကျွန်တော်မီလီယံနာကြီးလာပြီးတော့မင်းကို10 သိန်းပေးမယ်လို့ပြောတာထက်အဲ့ဒီချိန်တော့အဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တာ၍ပြေဆုံးစေတယ်တာ၍ယုံကြည်စေတယ်ဥပမာမီလီယံနာကြီးကျွန်တော်ဘေးနားမှာလာပြီးတော့ငါမင်းကို10 သိန်းပေးမယ်ကွာလို့အဲ့ဒီချိန်မှာပြောရင်တော့အဲ့ဒီလူရဲ့စကားကိုကျွန်တော်မယုံတော့ဘူးကျွန်တော်ဘာကိုအယံယုံလဲဆိုတော့ဖယားရဲ့စကားကိုကျွန်တော်အယံကိုယုံနေတာမှတ်ထားညီကိုမောင်မတို့ယုံကြည်ခြင်းဆိုတော့ကိုယ်ကနေထုတ်ယူတာမဟုတ်ဖယားပေးမှရတာအဲ့ဒီချိန်မှာဖယားကအဲ့ဒီနှုတ်ကပတ်တော်ပေါ်မှာလုံးဝတရားရာဂိုင်နှုန်းရက်တည်ဖို့ဖယားရဲ့ဝိညာဉ်တော်ကကျွန်တော်အလုတ်လုတ်တဲ့အခါမှာကျွန်တော်ကစ조사ယုံတာမဟုတ်ဘူးမယုံလို့ကိုမရတော့တာအဲ့ဒီနှုတ်ကပတ်တော်ကျွန်တော်ကင်ဖမ်းပြတာအဲ့ဒါက the word of God ဖယားရဲ့နှုတ်ကပတ်တော်ကျွန်တော်ရပြီအဲ့ချိန်မှာဖယားကိုတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ the word of God ကိုရရင်နှုတ်ကပတ်တော်ရတာနဲ့ချက်ချင်းထားလို့မရဘူး the word of God ရရင် the will of God ကိုရှာရတယ်အချို့လူတွေက the word of God ရပြီဆိုတာနဲ့ဖယားနှုတ်ကပတ်တော်ရပြီဆိုဟေးဆိုထားလို့တယ်နိုးမားကုန်ဟုတ်ပြီ the word of God ဖယားခင်နှုတ်ကပတ်တော်ကိုရောနှုတ်ကပတ်တော်ကျွန်တော်ပေးပြီးယေရှုတင်တယ်သို့တော်ကိုတော်ရဲ့အလိုတော်ကိုရှင်းလင်းစွာပြပါအောင်ဟာလားကိုတော့အလိုတော်ကိုရှင်းလင်းစွာပြပါအောင်ကျွန်တော်ထားပြီးတော့ဆူတောင်းတယ်ဘာဆိုဟုတ်ပြီလေဖယားရဲ့နှုတ်ကပတ်တော်တော့ရပြီဘာစားလို့ရမလဲဆိုတာမသိတဲ့အခါမှာဖယားရဲ့အလိုတော်ကိုရှာရပြန်ကောဖယားအလိုတော်ရှာတဲ့အခါကြတော့မှဖယားကသူ့အလိုတော်ကိုဖွင့်ပြလာတယ်မင်းကိုငါဖြစ်စေမယ့်အရာတွေကဒါတွေโอเคအဲ့ဒါဆိုကျွန်တော်ဘယ်လိုဆက်လို့မလဲဒီနီလန်လို့ဒီလန်တိုင်းပဲသွားဆိုတော့ the word of God ရရင် the will of God ဖယားသခင်ရဲ့အလိုတော်ကိုရှာရတယ် the will of God ကိုရရင် the way of God ဖယားရဲ့လမ်းအတိုင်းသွားရတယ်အဲ့ဒါကိုမလုပ်တဲ့အတွက်ကြောင့်ဆုံးရှုံးသွားတဲ့သူတွေမြောက်များစွာရှိတယ် 3W လွယ်လေးပါမမေ့ပါနဲ့ the word of God ဖယားရဲ့နှုတ်ကပတ်တော်ရပြီးရင်ဖယားအလိုတော်ကိုရှင်းလင်းပြတ်သွားစွာရှာရတယ်ဆိုတော့မှတ်ထားပါဖယားအလိုတော်ကိုရှာရင်ဖယားကလေဘယ်လိုပေးလဲဆိုရှင်းလင်းသောအဖြေကိုပေးတယ်အဲ့ဒီရှင်းလင်းသောအဖြေကိုပေးပြီးတော့ရမှဖယားကသူ့လမ်းကိုပြတာဖြစ်တယ်အဲ့ဒီလမ်းထဲမှာရှောက်သွားတာဖြစ်တယ်ဖယားရဲ့အလိုကိုမသိဘဲနဲ့ဖယားလမ်းတိုင်းအသက်မရှင်နိုင်ဘူးဖယားရဲ့နီလန်းအတိုင်းကျွန်တော်မသွားနိုင်ဘူးဒီနေ့အကြောင်းအရာလေးတစ်ခုနဲ့ကျွန်တော်အနေငယ်ပြောပြချင်တယ်ဆိုတော့ကဘာဦးကျမ်းမှာရှိတဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်တစ်ချက်လေးကြည့်ကြပါစို့ကဘာဦးကျမ်းခန်းကြီး15မှာအာဗြဟံကဖယားကိုကိုးစားတယ်ဖယားသခင်နဲ့အတူသွားလာတယ်ဖ
ယားသခင်နဲ့ယဉ်နေတဲ့သူဖြစ်တယ်သို့တော့ယနေ့များစွာသောအမှုတော်ဆောင်များပင်လင်ဆုံးရှုံးရတာဘာကြောင့်လဲဆိုတော့ the word of God တောင်မရှိတဲ့အမှုတော်ဆောင်တွေရှိတယ် the word of God တော့ရှိပြီမဲ့ the will of God ကိုနားမလည်ပဲသွားတဲ့တတ်တာရှိတယ်ဥပမာကျွန်တော်ပြောပြမယ်ဘာလန်ကပရောဖက်ဖြစ်တယ်ပရောဖက်ကဗမာလိုဆိုရင်ရိုးလေးပြောရင်ပရောဖက်ဆိုတာဘာဆိုမြင်တော်သူလို့ခေါ်တယ်မြင်တယ်သူကမြင်တဲ့သူဖခင်ဖွင့်ပြတဲ့အရာလူတွေမမြင်တဲ့အရာကိုမြင်တဲ့သူကိုပရောဖက်လို့ခေါ်တယ်မြင်တော်သူသို့တော့ညဘက်မှာသူဆူတောင်းတယ်သူများသူ့ကိုလာခေါ်တဲ့အခါမှာဣသရေလလူမျိုးတွေကျိန်ဆဲဖို့လာတဲ့အရာမှာညထက်နေပါအောင်တဲ့ငါဖះကိုဆူတောင်းမယ်တဲ့ဒါနဲ့ဆူတောင်းတဲ့အခါမှာဖះဘာပြောလဲတွားလို့ပြောလိုက်တယ်ဟုတ်လားတွားလို့ပြောလိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့တွားလို့ပြောလိုက်တဲ့အခါမှာဘာရလဲဆိုတော့ the word of God ရတယ် the word of God ရတယ်တွားသို့တော့သူ့မှာဘာမရှိဘူးလေ the will of God ကိုသူမသိဘူး the word of God ကတွားဒါပေမဲ့ the will of God ကိုပြန်ကြည့်တဲ့အခါမှာနှုတ်ကပတ်တော်တော့ရှိတယ်ဘာလဲဖခင်ရဲ့အလိုတော်မရှိဘူးအဲ့ဒါတွေကျွန်တော်ပိုင်းခြားတတ်ဖို့အင်မတန်ရေးကြည့်တယ်ကျွန်တော်အဲ့ဒါကိုနားမလဲခဲ့ကိုတော့ခိုင်းလို့သူတွားတာပဲလေဖခင်ဘာပြောလဲခိုင်းလို့တွားတော်ညာလဲအလိုတော်ကိုမသိဘဲနဲ့နှုတ်ကပတ်တော်အတိုင်းနှုတ်ကပတ်တော်ပါတော်ညာလဲအလိုတော်နဲ့နှုတ်ကပတ်တော်နဲ့မညီဘယ်တော့မှမလုပ်ရဘူးလေတခါတလေမှာနှုတ်ကပတ်တော်ရောင်ရောင်နဲ့စာတန်ကလာထည့်သွားတဲ့မျိုးစေ့လည်းရှိတတ်တယ်အယံတတိထားဖို့လိုတယ်ဥပမာမောရှေကိုဘုရားသခင်ခေါ်တယ်တွားအဲဂုတုပြည်ကိုတွားတော့မင်းပြန်တွားတော့မင်းလူမျိုးတွေရွေးနှုတ်ဖို့တွားလို့ပြောတဲ့အခါမှာ तू တွားတယ်မလားတိုးတော့ तू ဘာပါသွားလဲသူ့ရဲ့သားနှစ်ယောက်ပါသွားတယ်သားနှစ်ယောက်ကိုအယေပြားမလီးပဲနဲ့ခေါ်သွားတဲ့ကြောင့်ဘုရားကမောရှေကိုတတ်ဖို့လုပ်တယ်တဲ့The word of God တော့ပါသွားရင်နော်မှတ်တာနှုတ်ကပတ်တော်ပါနေတယ်သူတို့နှုတ်ကပတ်တော်တော့ပါတယ်သို့တော့ဘာမပါဘူးလဲဆိုတော့ the will of God မပါဘူးမောရှေရဲ့အသက်တာမှာဘုရားသခင်ကတွားလို့ပြောတဲ့အပေါ်မှာတွားတာပဲလေသို့တော့ဘုရားသခင်ကသူက understood သူ့အလိုတော်ကိုသိတဲ့အသက်တာဖြစ်ဖို့ဘုရားကအလိုတော်ရှိတဲ့ဘုရားဖြစ်တယ်။ဥပမာကျွန်တော်နှလုံးသားကသိတယ်ဘုရားအလိုတော်ရှိလားမရှိလား။ကျွန်တော်အရက်တောက်မလားမတောက်ရဘူးလားဆူတောင်းစရာမလိုဘူးလေအဲ့ဒါမဟုတ်ပြောချင်တာကျွန်တော်ဆူတောင်းပါတယ်သိရမလားအရက်တောက်ရမလားမတောက်ရဘူးလားဆူတောင်းတဲ့အခါမှာဘုရားဖော်ပြတယ်နည်းနည်းတောက်ပါလို့ပဲမရဘူးလေကျွန်တော်ပြောပြချင်တာမရဘူးလေဆိုတော့ဒီကိစ္စကြီးဆူတောင်းရမယ်ကိစ္စကိုမဟုတ်တာဟုတ်မလားပြီးတော့မှအမှုတော်ဆောင်တယောက်ရှိသေးတယ်ကျွန်တော်ရဲ့အမှုတော်မြတ်ကိုဖျက်ဆီးတဲ့အဓိကသူကကျွန်တော်မိန်းမပဲတဲ့ဒါကြောင့်ဖခင်အလိုတော်ကိုကျွန်တော်ရှာနေပါတယ်ဆရာတဲ့ဘာရှာတာလဲဖခင်အလိုတော်မရှိရင်ကွဲဖို့တဲ့ဒါနဲ့ကျွန်တော်တော်စိတ်ပူသွားတယ် तू ဘလို့တရားဟောမလဲမသိဘူးလို့ခမရကျွန်တော်ပြောမယ်လာအောင်လို့ကျွန်တော်ဆိုင်ကိုချက်ချင်းခေါ်သွားသူ့အိမ်မှာပြောလို့မကောင်းလို့ကျွန်တော်ဆိုင်ကိုချက်ချင်းခေါ်သွားတယ်ရိုးလေးပဲလေလို့ခမရအိမ်တောင်မှာခမရမိမပေါ်တောင်မှာခမရကသစ္စာမရှိနိုင်ဘူးတီးမခံနိုင်ဘူးဆိုရင်အသင်းတော်ခမရဘလို့တီးခံနိုင်မှာလဲခမရပြန်သွားဒီမိမကွဲမယ်ဆိုရင်ခမရအသင်းတော်ကလည်းခွတ်လိုက်တော့လို့အမှုတော်ထက်ကလည်းထွက်လိုက်တော့လို့ခမရအတိတ်ပဲကိုမရှိဘူးလို့သူစနော်အဲ့ဒါလေဟုတ်တာမဟုတ်တာခမရလည်းပြောစရာတော့မလို့ခမရသိရမယ်လေလို့ဖခင်ရဲ့နှုတ်ကပတ်တော်ရပြီးရင်ဖခင်အလိုတော်ရှိလားမရှိလားဆိုတော့ကျွန်တော်တို့ check တက်ဖို့အင်မတန်ရေးကြည့်တယ် line up လုပ်တော့ရတယ် alignment ပေါ့ဟုတ်လားကျွန်တော် line up လုပ်တော့ရတယ်အဲ့ဒီမှာ okay ညီးပြီးဆိုတဲ့ခါမှာဖခင်ကဟုတ်တယ်ကိုတော်လုံးမယ်လို့ဆုံးဖြတ်တယ်သူကလမ်းကိုဖွင့်ပေးလိုက်တာဖြစ်တယ်
မောရှေကဖယားအတန်ကြားပြီးတော့ဖယားစကားနဲ့သွားတာနော် the word of God နဲ့သူသွားတာသို့တော့ तू မသိလိုက်တာ the will of God ကို तू မေ့သွားတယ်ဟုတ်တယ်သွားတဲ့အခါမှာဖယားဖြစ်စေချင်တာပါလဲဆိုမင်းသွားမယ်လေသို့တော့မင်းပညာတရားသိတဲ့လူပဲမင်းကငါပညာတရားပေးမဲ့လူမောရှေမှာကလေးကဖယားကဗြိဉ္ဉ်ပြုတ်တဲ့ထဲမှာဘာပါလာလဲအယေပြားလှီးဖို့ပြောထားပြီးသားလေမောရှေရဲ့သားဘာလဲဣဇသားယာကုပ်ရဲ့အနွယ်ထဲမှာလေဝိထဲကမှမောရှေဖြစ်လာမြောက်များစွာအာဗြဟံခေတ်ကလေးကဖယားဖော်ပြထားပြီးသားလေသူတတိလက်လွတ်သွားတယ်အဲ့ဒီအရာကသူ့ကိုဖယားတကယ်အမျက်ထွက်စရာအကြောင်းဖြစ်စေတယ်တဲ့ဒီဖယားရဲ့အလိုကိုမသိဘဲနဲ့ဖယားနှုတ်ကပတ်တော်တစ်ခုပဲကင်လို့မရဘူးဖယားရဲ့နှုတ်ကပတ်တော်နဲ့ဖယားအလိုတော်ညီတဲ့အခါမှာဖယားရဲ့လမ်းကိုဖယားပြတာဖြစ်တယ်အဲ့ဒီလမ်းထဲမှာရှောက်လန်းတဲ့အခါမှာဖယားကောင်းကြီးပေးတာဘာလန်ရဲ့တက်တာကိုလည်းဖယားသခင်ကမြင်စေတဲ့သူပါမြင်စေတဲ့သူဆိုတာဘာလဲဖယားစကားကိုသူ့ထဲမှာထည့်ထားတာဘာရှိလဲသူ့ထဲမှာဖယားရဲ့နှုတ်ကပတ်တော်ရှိတယ် the word of God ရှိတယ်သို့တော် तू ဘာမသိဘူးလဲဆိုတော့ the will of God ကို तू နားမလည်ဘူး the word of God ရှိပြီးတော့ the will of God ကိုနားမလည်တဲ့သူတွေအများကြီးပဲဒီနေ့တော်များ logos နဲ့ rhema ကိုနားမလည်ကြဘူး logos ဆိုတာက the written word ဟာလားရေးထားသောကျမ်းစာနဲ့ပဲတွားနေတဲ့သူတွေအများကြီးပဲ rhema က spoken word ဖယားခင်ကိုယ်တိုင်သူ့ကိုယ့်ရဲ့နှလုံးသားထဲမှာစကားလာပြောတာဖြစ်တယ်အတန်တော်နဲ့စကားပြောမယ်နှလုံးသားထဲမှာသူ့ရဲ့နှုတ်ကပတ်တော်လာထည့်ပြီး fresh word ဒီထဲမှာရှင်းလင်းပြတ်သားပြီးတော့မှလမ်းဆန်းသွားစေတဲ့နှုတ်ကပတ်တော်မျိုးဘုရားကအင်မတန်အလုပ်လုပ်တာဖြစ်တယ်အဲ့ဒါကိုကျွန်တော်နားလည်ဖို့အင်မတန်ရေးကြည့်တယ်ဆိုတော့အာဗြဟံရဲ့အသက်တာကိုနည်းနည်းကျွန်တော်ကြည့်မယ်ဆိုတဲ့အခါမှာအာဗြဟံဒီဘုရားရဲ့အတန်နဲ့တွားတတ်တော်သူဖြစ်တဲ့သူကသွားမင်းထသွားမင်းမျိုးနွယ်နဲ့မင်းထသွားဟာလာမျိုးစကားပြောတယ်ဒါတော့မှအာဗြဟံကိုစကားပြတ်သွားတဲ့အချိန်မှအများကြီးပဲအာဗြဟံဘုရားသခင်ပြောတယ်မင်းမျိုးနွယ်နဲ့ထွက်တာငါမင်းကိုကောင်းချီးပေးမယ်လို့ပြောတဲ့အခါမှာအာဗြဟံထွက်လာတယ်သို့တော့လောတကိုခေါ်လာတယ်တဲ့ဘယ်သူခေါ်လာလဲဆိုတော့လောတကိုခေါ်လာတယ်လောတကိုခေါ်လာသမျှကာလပတ်လုံးကျမ်းစာထဲမှာတေချာဖတ်ကြည့်ဖယားအာဗြဟံကိုလုံးဝစကားမပြောဘူးတဲ့အာဗြဟံဘယ်မှာတွေ့ရလဲကပောက်ကျမ်းခန်းကြီး7မှာအာဗြဟံကိုဖယားခေါ်တယ်မင်းထွက်ခဲမင်းအမျိုးနယ်ထဲထွက်ခဲမင်းအမျိုးအနွယ်ထဲကနေထွက်ခဲလို့ပြောတယ်သို့တော့အာဗြဟံထွက်လာတဲ့အချိန်မှာအမျိုးအနွယ်ကို तू ကခေါ်လာတယ်ဘာဖြစ်လို့သူ့မိန်းမကမြုံတော့ကြောင့်သူ့ရဲ့အမွေစားအမွေခံဖြစ်အောင် तू ကလောတကိုခေါ်လာတာဖြစ်တယ်သို့တော့အာဗြဟံကဘာကိုပုံဆောင်လဲဆိုတော့ဝိညာဉ်ကိုပုံဆောင်တယ်လောတကဇာတိကိုပုံဆောင်တယ်ဆိုတော့အာဗြဟံကလောတကိုခေါ်လာတဲ့နောက်ပိုင်းမှာပြန်ကြည့်လိုက်ဖယားစကားတန်အာဗြဟံမှာလုံးဝမရှိဘူးကဘာဦးကျခန်းကြီး73ကြော်လာတဲ့အခါကျတော့မှလောအာဗြဟံဒီလောတနဲ့ခွာသွားမှဖယားကသူ့ကိုစကားပြောတယ်ဘာပြောလဲမင်းအရှိအနောက်မျှော်ကြည့်မင်းမြင်သမျှတိုင်းငါမင်းကိုကောင်းကြီးပေးမယ်လို့ပြောတာဖြစ်တယ်ဆိုတော့ဖယားစကားတန်ကဘာတိမရှိဘူးလေလောတအာဗြဟံနဲ့ပါနေသမျှကာလပတ်လုံးဖယားစကားတန်မရှိဘူးဒီနေ့အဓိကအချက်ကဘာလဲလို့ပြောတဲ့အခါမှာကျွန်တော်တို့တက်တာမှာလောတဆိုတဲ့ဇာတိသဘောတွေကိုကျွန်တော်တို့ခေါ်ဆောင်နေတဲ့ကာလပတ်လုံးကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ကြံစီတွေကိုယ့်ရဲ့ plan တွေနဲ့ကိုသွားနေတဲ့ကာလပတ်လုံးဖယားသခင်အတန်ကျွန်တော်တို့မှာရှိမှာမဟုတ်ဘူးကျင်းနေတယ်ဒါပေမဲ့ကိုယ့်ရဲ့အတန်ကိုဖယ်ရှားပလိုက်ပြီးတော့မှကိုယ့်ရဲ့အကြံစီတွေအလုံးဖယ်ပြီးတော့မှကိုတော့အလိုတော်ကဘာလဲဆိုရှာတဲ့အခါမှာဖယားကောင်းကြီးပေးတာနောက်ဆုံးမှာအာဗြဟံကမတတ်နိုင်တော့ဘူးသူ့တူကိုလုံးဝခွဲထုတ်ပစ်လိုက်ရတယ်သွားတော့မင်းလည်းမင်းနေရာမင်းသွားတော့ငါလည်းငါနေရာသွားတော့မယ်ဆိုတဲ့အခါမှာအာဗြဟံဒီလောတနဲ့ခွာသွားပြီးမှဖယားကစကားပြောတယ်လို့တွေ့ရတယ်ဆိုတော့စကားတန်ကြားပွင့်တော့ကအရင်ဆုံးဘာလို့လဲဆိုတော့ကိုယ့်ရဲ့အတ္တထဲမှာဇာတိဆိုတဲ့အရာတွေအကုန်လုံးဖယ်ထုတ်ဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်ဇာတိကိုမဖယ်ရှားမချင်းဖယားကစကားပြောလို့မရဘူးဟုတ်ပြီဆိုတော့အဲ့ဒီလိုဖယားစကားတန်နဲ့လာတဲ့သူဖြစ်တာတောင်မှကပောက်ကျန်းခန်းကြီး15ကိုရောက်လာတဲ့အခါမှာဖယားဖွင့်ပြချက်လေးတစ်ခုကိုကျွန်တော်ဒီနေ့အနေငယ်လေးဝေငှသွားခြင်းတယ်ကပောက်ကျန်းခန်းကြီး15ကိုရောက်လာတဲ့အခါမှာဖ
ထို့နောက်မှဗျာဒိတ်တော်အပြင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်အာဗြဟံသို့ရောက်၍အချင်းအာဗြဟံမစိုးရိမ်နှင့်ငါသည်သင်၏အကွယ်အကာဖြစ်သင်၏အကျိုးသည်အလွန်ကြီးလာ၏ဟုမိန့်တော်မူလေအာဗြဟံကအရှင်ဘုရားအရှင်ထာဝရဘုရားအကျွန်ုပ်သည်သားမရှိဘဲသွားရပါ၏ဤဓမ္မတမြို့သားအေလျာဇာသည်အကျွန်ုပ်၏အမွေခံဖြစ်ရပါ၏တို့ဖြစ်၍အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟုလျှောက်ဆို၏တဖန်အာဗြဟံကအကျွန်ုပ်အားအမျိုးအနွယ်ကိုပေးတော်မမူပါအကျွန်ုပ်၌အိမ်၌ဖွာသောသားသည်အိမ်၌ဖွာသောသူသည်အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟုလျှောက်ဆို၏တဖန်ထာဖျား၏နှုတ်ကပတ်တော်သည်ရောက်လာသည်ကားဤသူတင်သင်၏အမွေခံမဖြစ်ရသင်၏ကိုယ်ထဲကထွက်သောသူသည်သင်၏အမွေခံဖြစ်လိမ့်မည်ဟုမိန့်တော်မူပြီးလျှင်စကားသံလာပြီနော် The word of God လာပြီအာဗြဟံကိုပြင်သို့ထုတ်ဆောင်တော်မူ၍ဒီမှာကျွန်တော်ပြောချင်တဲ့အရာပါလဲဆိုသင်ဤကိုယ်ထဲကထွက်သောသူသည်သင်၏အမွေခံဖြစ်လိမ့်မည်တဲ့ကိုတော်ပြောတဲ့စကားပါလဲသင်ဤကိုယ်ထဲကထွက်သောသူသည်သင်အမွေခံဖြစ်လိမ့်မည်တနည်းအားဖြင့်ပါလဲသူ့သွေးသူ့သားဟာလားသူ့ကိုယ်ခန္ဓာထဲကရလာတဲ့သားကအမွေခံဖြစ်ရမယ်ဆိုတော့သူကျွန်လည်းမဟုတ်ဘူးသူတူလည်းမဟုတ်ဘူးသူဘာမှမဟုတ်ဘူးသူသားသူ့ရဲ့သားဖြစ်ရမယ်သူကိုယ်ခန္ဓာထဲထွက်တဲ့သားဖြစ်ရမယ်လို့ဘုရားဂတိပေးလိုက်တယ်သင်ခန္ဓာကိုယ်ထဲထွက်သောသားဖြစ်ရမယ်ဟုတ်ပြီသူပါရပြီလဲဆိုတော့ the word of God ကိုရသွားပြီဘုရားစကားရပြီအဲ့ဒီဘုရားစကားနဲ့သူသွားရင်နဲ့အချိန်တန်လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီစကားကိုအလိုတော်နဲ့မညီဘဲနဲ့လှုပ်ဆောင်မဲ့အရာဖြစ်အောင်စာတန်ကဆွဲချတတ်တယ်ဘာဖြစ်လို့လဲဆိုတော့အချိန်တန်လာတဲ့အခါမှာစာတာကဘာပြောလဲဆိုတော့ငါတို့ခလေးမရနိုင်တော့ဘူးတဲ့ငါကြုံမနဲ့မင်းအိတ်လိုက်ပါအိတ်ပြီးတော့ရတဲ့သားမင်းကိုခန္ဓာထဲထွက်တဲ့သားပဲလေကြုံမနဲ့အိတ်တော်ညာလဲပဲမင်းကိုခန္ဓာထဲထွက်တာပဲလေအိတ်လိုက်ပြီးတော့မှခလေးမွေးပေးသူစဉ်းစားတယ် The word of God ရလားရပြီဆိုတော့သူအဲ့ဒီမှာစဉ်းစားတယ်စကားပါလဲဆိုတော့သင်ကိုယ်ထဲကထွက်တော်သူ Okay သူစဉ်းစားပြီဟုတ်ပြီဆိုပြီးတော့ तू ကဘာလုပ်လဲဩငါကြုံမနဲ့အိတ်လေဒါကငါရဲ့အသွေးပဲလေပြဿနာမရှိဘူးဆိုတော့ तू အိတ်လိုက်တယ်ကျွန်တော်ဖះဘာဖော်ပြလဲဆိုတော့တင့်ကိုယ်ထဲကလို့ပြောတဲ့အခါမှာမိန်းမနဲ့ယောက်ျားလင်မယားဖះသခင်ရှေ့မှာလက်ထပ်ပြီးတသားတကိုယ်တည်းဖြစ်တယ်အာဗြဟံထင်လိုက်တာသူ့ကိုယ်ထဲကထွက်တယ်ဘသူနဲ့ပဲအိတ်သူ့ရဲ့အသွေးဖြင့်ပြီးရောမဟုတ်ဘူးအာဗြဟံကစာရာမပါဘဲနဲ့တကိုယ်မဖြစ်ဘူးအာဗြဟံနဲ့ဆာရာနှစ်ယောက်ကတယောက်တည်းပဲဖျားမြင်တယ်။ဒါကြောင့်ကျမ်းစာထဲမှာသေချာကြည့်ဒီနေ့တော်များများမိန်းမတွေကိုဟလာပလင်ပေါ်မတင်တဲ့သူတွေအများကြီးရှိသေးတယ်။မိန်းမဟာအမှုတော်ဆောင်ဖို့ရန်တောင်မှမထိုက်တန်ဘူးဆိုတဲ့အဖွဲတွေအများကြီးရှိသေးတယ်။ဒါပေမဲ့ဖျားကျွန်တော်ဘာဖော်ပြလဲ။ကျမ်းစာထဲမှာဖျားကလူယောက်ျားနဲ့လူမိန်းမကိုနာမည်တစ်လုံးထည့်ပေးတယ်။သူတို့ကိုအာဒံအမည်ဖြင့်မှဲ့တယ်လို့တွေ့ရတယ်။သူတို့ကိုသူ့ကိုလုံးမပြောဘူး။တေချာပြန်ဖတ်ကြည့်ပါ။ကပ္ပဦးကျမ်းခန်းကြီး9မှာဖြစ်တယ်။ဒါပိုရှင်းအောင်ကျွန်တော်နည်းငယ်ဖတ်ပြခြင်းတယ်။နော်။ဟာလား။အဲ့ဒါကိုကျွန်တော်နားမလည်တဲ့အခါမှာ the word of God ရှိပြီးတော့မှ the will of God တိုင်အသက်မရှင်နိုင်တဲ့အခါမှာကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုယ်မိန်းမနဲ့ဆုံးဖြတ်ချက်မချဘဲနဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့သွားတဲ့အရာအကုန်လုံးကမှားတတ်တယ်။အင်္ဂလိပ်လို့ဆိုတော့ပိုတော်မှရှင်းသေးတယ်ကပ္ပဦးကျမ်းခန်းကြီး9အငယ်2မှာလူယောက်ျားလူမိန်းမကိုဖန်ဆင်း၍ကောင်းကြီးပေးတော်မူ၏ဖန်ဆင်းသောနေ့၌လေသူတို့ကိုအာဒံအမည်ဖြင့်မဲ့တော်မူ၏သူကိုလို့မပြောဘူးအင်္ဂလိပ်လိုရှိရင်ကျွန်တော်အနေငယ်ဖတ်ပြစေချင်တယ်အင်္ဂလိပ်လိုရှိတယ်ဆိုကျွန်တော်အနေငယ်ဖတ်ပြစေချင်တယ်အင်္ဂလိပ်လိုရှိလားမသိဘူးဟုတ်ကဲ့ဆရာတစ်ချက်လေးပါဆရာကျေးဇူးပြု thank you ဒီမှာဆိုပိုရှင်းပါတယ်နော်အင်္ဂလိပ်လိုဆိုပို့ပြီးတော့မှရှင်းတယ် Genesis chapter 5
Verse 2. He created them male and female and blessed them and called them mankind in the day they were created. Hala. So now the ku di ma so ba pyo le. And blessed them and he called them mankind. တနည်းအားဖြင့်ဘာလုပ်လိုက်လဲဆိုတော့ဖယားသခင်သူတို့ကိုအာဒံအမည်ဖြင့်မဲ့တယ်တဲ့ဆိုတော့အာဒံနဲ့ဧဝကဖယားသခင်ရှေ့မှာနာမည်တစ်လုံးတည်းပဲရှိတယ်အဲ့ဒါကအာဒံဖြစ်တယ်သို့တော့ဘယ်အချိန်မှာဧဝကပေါ်လာလဲဆိုအဖြစ်ပြုလုပ်ပြီးတဲ့အခါမှာကွဲပြားခြင်းဖြစ်သွားတာဖြစ်တယ်လူမိန်းမကိုဖယားကအာဒံလို့နာမည်မှဲ့တာမဟုတ်ဘူး sorry ဧဝလို့နာမည်မှဲ့တာမဟုတ်ဘူးဧဝကိုနာမည်မှဲ့ပေးတာလူယောက်ျားအာဒံဖြစ်တယ်အပြစ်မပြုတ်ခင်အချိန်ထိဖယားရဲ့ရှေ့မှာအာဒံပဲရှိတယ်ဧဝမရှိဘူးလူယောက်ျားလည်းအာဒံပဲလူမိန်းမလည်းအာဒံပဲဆိုတော့ဖယားသခင်ရှေ့မှာလူယောက်ျားနဲ့လူမိန်းမကတထက်တဲ့တလုံးတဲ့တဝတဲ့ဖြစ်တယ်သို့တော့အပြစ်ဝင်လာပြီးတဲ့အခါမှာလူယောက်ျားကနာမည်ပြန်ပေးရတာဖြစ်တယ်မင်းတို့ကအခုအပြစ်ကြောင့်ကွဲပြားသွားပြီဒါပေမဲ့နားလည်ထားမှုဘိုးရန်အကြောင်းကယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့ကတလုံးတဝတဲ့ပြန်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်နားလည်ဖို့အင်မတန်ရေးကြည့်တယ်အဲ့ဒါကိုကျွန်တော်တို့ကဖျားပေးတဲ့ဇနီးတွေကိုကျွန်တော် respect မထားဘဲနဲ့ဟလာငါယောက်ျားပဲငါဆုံးဖြတ်ချက်ချမယ်ငါမရဘူးအဲ့ဒီခါမှာတလုံးတဝတဲ့မဖြစ်ဘူးဖျားရဲ့အလိုတော်တိုင်းမသွားတဲ့အတွက်ကြောင့်ဆုံးရှုံးသွားရတယ်ဒီမှာဘာနားလဲရလဲဆိုတော့အာဗြဟံကသူ့မိန်းမမပါလဲဟလာဆာရာရဲ့ကျွန်မနဲ့အိတ်လေငါသားရတာပဲကိုနီးကိုဟန်နဲ့လောက်ယူလိုက်တဲ့အခါမှာခလေးတော့မွေးလာတယ်ခလေးတော့ရတယ်သားသမီးမဖြစ်ဘူးခလေးတော့ရတယ်သားသမီးမဖြစ်ဘူးမှတ်ထားညီကိုမောင်မတို့ဖယားသခင်ရဲ့ the word of God ရှိတော်ညာလဲပဲ the will of God ကမင်းကိုယ်ထဲကဆိုတာကသူ့မိန်းမမပါဘဲနဲ့သူ့ကိုယ်တလုံးမဖြစ်ဘူးတကိုယ်တည်းတလုံးနဲ့တဝတည်းမဖြစ်ဘူးသူ့မိန်းမမပါဘဲနဲ့အာဗြဟံကကိုတခြားမရှိသေးတယ်ဆာရာပါမတလုံးတဝတည်းဖြစ်သွားတာဖြစ်တယ်ဆိုတော့ဂတိတော်ကဘယ်မှာမှပြည့်စုံလဲကောင်းကြီးကဘယ်ချိန်မှဖြစ်လဲဘုရားခင်လက်တော်ကဘယ်ချိန်မှလှုပ်ရှားလဲဆိုရင်ဘုရားသခင် the word of God ရတော်ညာလဲပဲကိုနီးကိုဟန်နဲ့လှုပ်တာမဟုတ်ပဲနဲ့ဘုရားရဲ့အလိုတော်ကိုသိပြီးတော့လှုပ်မှဘုရားလမ်းထဲမှာသွားလို့ရတာဖြစ်တယ်ဒါကြောင့်အဓိကအရေးကြီးတာဘာလဲဆိုတော့ the word of God ရှိတော်ညာလဲ the will of God ကိုချိန်ကြပါနေအင်မတန်အရေးကြီးတယ်ဟုတ်ပြီတယောက်တော့သူအဖြစ်ဘုရားသခင်စကားပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့ဘုရားစကားကဟလာဥမာထားလိုက်ဘုရားခင်အသုံးပြုမယ်ကျွန်တော်အသုံးပြုပြီးတော့ဘုရားကတင့်ကိုစကားပြောလိမ့်မယ်သို့တော့အဲ့ဒီစကားပေါ်မှာတင်ကဘုရားခင်စီမှာဟလာထပ်ပြီးတော့ဆရာဒေးဗစ်လာကိုကျွန်တော်ကိုဖယားဖော်ပြတဲ့အရာကိုကျွန်တော်လည်းဖယားဖော်ပြပေးပါအဲလို့တောင်းတဖို့အင်မတန်အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ဟေဘဲခန်းကြီးတိတ်ငယ်တဲ့မှာဘာပြောလဲရှေးလွန်လေပြီးတော့နှစ်များကတဲ့ဖယားသခင်ကတဲ့ပရောဖက်အားဖြင့်လူကိုစကားပြောတယ်တဲ့သို့တော့ဒီချိန်ဒီကာလမှာတဲ့ဖယားသခင်ကတဲ့ဘာနဲ့စကားပြောလဲဆိုတော့တားတော်အားဖြင့်စကားပြောတယ်တဲ့ပြောချင်တာကဘာလဲဆိုတော့ပရောဖက်တွေကိုအသုံးမပြုတော့တာမဟုတ်ဘူး still general information တွေမှာဖယားသခင်ကအသုံးပြုတဲ့ပရောဖက်တွေကိုသို့တော့ specific will ကိုပြောရမယ်ဆိုရင်ဖယားက individualကိုဖယားစကားပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်ကိုဖယားကစကားပြောမယ်ဆိုရင်ကျွန်တော်ရဲ့တကယ် detail information တွေအားလုံးကိုဖယားကလူတစ်ယောက်နဲ့သိစကားမပြောတော့ဘူးအတွင်းရဲ့ကိစ္စတွေအားလုံးကျွန်တော်နဲ့ပဲစကားပြောရှင်တဲ့ဖယားဖြစ်တယ်ဆိုတော့အသင်းတော်ကိစ္စပတ်သက်တာတော့ဘာတော့ ministry တွေကိုဖယားသခင် prophet အပြင်စကားပြောတာရှိတယ်သို့တော့တယောက်အတွက်စကားပြောဖို့တော့ကဖယားသခင်အဲ့လိုမပြောဘူးဖယားသခင်ကကျွန်တော်တိုက်ရိုက်စကားပြောချင်တဲ့ဖယားဖြစ်တယ်ဒီချိန်ဒီကာလမှာဟေဘဲဩဝါဒစာခန်းကြီးတဲ့ငယ်တဲ့ကိုတေချာပြန်ဖတ်ကြည့်ကြဖယားကနောက်ဆုံးသောကာလမှာတားတော်အပြင်စကားပြောတော့မှာဖြစ်တယ်ယေရှုခရစ်တော်ရတော်သူတွေဖယားကတိုက်ရိုက်စကားပြောမဲ့ချိန်ကာလဖြစ်တယ်အဲ့တော့ကောင်းကောင်းနားလည်ဖို့လိုတယ်
ဆိုဖယားစကားတန်ရပြီးအလိုတော်ရှာပါအလိုတော်ရှာပြီးအလိုတော်ကိုရပြီးဆိုတော့ဖယားကသူ့ရဲ့လမ်းကိုဖွင့်ပြတယ်အဲ့လမ်းတိုင်းရှောက်လှမ်းသွားဖို့အကြောင်းပဲဖြစ်တယ်မဟုတ်ရင်ဆုံးရှုံးသွားတဲ့သူတွေမြောက်များစွာရှိတယ်အဲ့ဒီအသက်တာဖြစ်ဖို့ဖယားကအလိုတော်မရှိဘူးဒါကြောင့်အာဗြဟံရဲ့အသက်တာကိုပြန်ကြည့်တဲ့အခါမှာဖယားခင်စကားရှိတာမင်းကိုယ်ထဲကထွက်မယ်လို့ပြောပြီးသားဒါပေမဲ့ပြဿနာပါလေသူ့ကိုဆိုတာ तू မသိလိုက်တာစာရာမပါဘဲနဲ့သူ့ကိုမဖြစ်ဘူးဆိုတာ तू မသိလိုက်ဘူးသူ့ကိုယ်ထဲကထင်လိုက်တာက तू ကသူ့ဖတ်တာ तू ဖြစ်လေရတာပဲဘယ် तू နဲ့ပဲအိတ်သူ့ကိုယ်ထဲကထွက်တဲ့ဟာပဲမရဘူးဖခင်ကစာရောမပါဘဲနဲ့ကိုယ်တလုံးမဖြစ်ဘူးပြောချင်တာတခါနာကိုယ်တစ်ခုလုံး completeness ဖြစ်ဖို့ရန်အတွက်ကစာရောမပါလို့မရဘူးဒီနေ့ကျွန်တော်တတ်တာမှလည်းဖခင်ရဲ့အလိုတော်ကိုရှာပြီးတော့မလုတ်တတ်ရင်ဖခင်စကားတန်ကြားတော်ညာလဲဖခင်အလိုတော်မရှိရင်ဆုံးရှုံးရတယ်အာဗြဟံရဲ့အသက်တာမှာဒီနေ့ထိအာဗြဟံဒီနေ့ဂျူးတွေဒုက္ခရောက်နေတာအာဗြဟံရဲ့တစ်ချက်ကလေးမှားခဲ့တဲ့အရာကြည့်နော်ဒီနေ့ထိဣသရေလမှာကျွန်တော်မိတ်ဆွေတယောက်သွားတဲ့ခါမှာ तू ကျောင်းသွားတက်တော့ तू ဘာပြောလဲဆိုတော့ဘယ်နှပေမှလည်းမသိsorry ပေမို့ဘယ်နှမီတာမှလည်းမသိ500လား600မီတာမှလည်းမသိ every 500 600မီတာရောက်တာနဲ့သူကဘာဖြစ်လဲဆိုတော့ဘုံကျွင်းနေလှုပ်ထားတယ်ဣသရေလမှာအမြဲတမ်းသူတို့မှာကြီးလန့်စာစားနေရတယ်သူကဟလာအမြဲတမ်းလို့ဘယ်လဲဆိုတော့အဲ့ဒါကဣရှမေလအနွယ်တွေပဲအမြဲတမ်းဘုံကျဲမယ်ဘုံချမယ်ဟလာဆိုဆိုင်ဘုံလုံးအမျိုးလုံးမယ်ကြည့်အာဗြဟံရဲ့တစ်ချက်ကလေးနှုတ်ကပတ်တော်ရရဲ့သားနဲ့အလိုတော်ကိုမတိလိုက်ခြင်းကဒီနေ့ထိသူ့ရဲ့သားစဉ်မြေးဆက်တွေဒုက္ခရောက်နေရတယ်ကျွန်တော်တို့ရဲ့ဟလာအသက်တာမှာနားလည်ထားမယ့်အရာတစ်ခုကကျွန်တော်ဆိုသိကြောက်တယ်ဘာဖြစ်လို့လဲဆိုတော့ဖယားစကားတန်မကြားမချင်းကျွန်တော်တရားပလင်ပေါ်မတက်ရဘူးကျွန်တော်အရန်ကြောက်တယ်ဘာဖြစ်လို့ဆိုတော့ဆရာဝန်တယောက်ကဆေးထိုးမှိုင်းလူတယောက်ပဲတည်တယ်ဒါပေမဲ့ကျွန်တော်တို့ကကိုနီးကိုဟန်ကိုညံနဲ့ဟောလိုက်ရင်ကျွန်တော်တို့တစ်ချက်မှားတာနဲ့အတင်းတော်တစ်ခုလုံးသေသွားနိုင်တယ်သေသွားရင်ဖျားခင်ရှေ့မှာကျွန်တော်တို့ရဲ့အပြစ်ကဘယ်လောက်ကြီးလဲဆိုတော့ကျွန်တော်အရန်ကြောက်တယ်ကျွန်တော်ဖယားကိုဒါကြောင့်ကျွန်တော်ဖယားမျက်မှောက်တော်တဲ့ဝင်းပြီးတော့ကိုရောဒီနေ့ကိုရောဖော်ပြမဲ့အလိုတော်ကဘာ experience နဲ့တွားလို့မရအောင် experience နဲ့တွားရင်ဆုံးရှုံးသွားတတ်တယ်ဟလာမောရှေကပတ်ထာညီကိုမနေ့ကဖယားပြောတဲ့စကားနဲ့ဒီနေ့တွားလို့မရဘူးဒီနေ့စကားပြောချက်ကျွန်တော်မှရှိရတယ်ပြီးခဲ့တဲ့နှစ်ကဟလာဖယားကိုကျွန်တော်ပြောတဲ့အရာနဲ့ကျွန်တော်ဒီနှစ်သွားလို့မရအောင်နှစ်တိုင်းမှာဖယားကျွန်တော်အတွက်ပြောတဲ့ယူပါယုံကိုကျွန်တော်ရအောင်ရှာရတယ်။ဥမာ2009တော့ဆိုကျွန်တော်ပြောတာက the love of God ဖယားရှင်ဖော်ပြတယ်။ဒီဟလာ2010ကိုရောက်လာတဲ့အခါမှာဖယားကကျွန်တော်ဘာဖော်ပြလဲကြီးသောမှုကိုငါပြုမယ်ဆိုတဲ့အရာကိုဖယားဖော်ပြတယ်2017ရောက်လာတဲ့ခါမှာဘာဖြစ်လဲကြီးမားသောနိုးထမှုကြီးတွေကိုဖြစ်ဖို့ထလို့လင်းလို့တိမ်လင်းရောက်လာပြီဆိုတာဖယားဖော်ပြတယ်ဆိုတနစ်ပြီးတနစ်ဖယားရဲ့စကားမတူတော့တပတ်ပြီးတပတ်လည်းမတူတော့တရက်ပြီးတရက်လည်းမတူဘူးအဲ့တော့နားလဲဖို့လို့အဲ့တော့ပြီးခဲ့တဲ့နှစ်က experience ကိုကျွန်တော်ယူလာလို့မရဘူးဥမာမောရှေကိုဖယားသခင်ကပထမအချိန်မှာကြောက်ကိုဒုံနဲ့ရိုက်ခိုင်းတယ်ရိုက်တဲ့ခါမှာရေထွက်တယ်ဒုတိယအချိန်မှာဖယားကရေကိုကြောက်ကိုတုံးနဲ့မရိုက်ခိုင်းတော့ဘူးအမိန့်ပေးခိုင်းတာဒါပေမဲ့ပထမ experience တိုင်း तू ကသွားလှုပ်တဲ့ခါမှာခန္ဓာပြည်ထဲမဝင်ရဘူးဆိုတော့ပြဿနာကဘာဆို fresh word ကျွန်တော်တို့မှမရှိဘူးပြောချင်တာကလွန်ခဲ့တဲ့ဟလာနှစ်နှစ်လောက်ကစကားဖယားဖော်ပြထားတဲ့အရာကိုကျွန်တော်ဒီနေ့ထိလုံနေတော့မရဘူး experience တိုင်းမလုံနဲ့ခန္ဓာပြည်ထဲဝင်ရမှာမဟုတ်ဘူးဖယားသခင်အလိုတော် fresh word နေ့တိုင်းမှာအသစ်တော်လက်ဆက်တော်နှုတ်ကပတ်တော်ကိုမရရင်ကျွန်တော်ဆုံးရှုံးသွားမှာဖြစ်တယ်ကြည်မောရှေရဲ့အသက်တာဆုံးရှုံးသွားတာဘာကြောင့်လဲလို့ကြည့်တဲ့အခါမှာခန္ဓာပြည်ထဲမဝင်ရတာတခြားကြောင့်မဟုတ်ဘူးသူ့ရဲ့ experience အပေါ်မှာသူယက်တည်လိုက်တာဖြစ်တယ်ပထမသူကြောက်ကိုတုံးနဲ့ရိုက်တယ်ဒုတိယသူသွားရိုက်လိုက်တယ်မရဘူးဖယားကပထမမှာကြောက်ကိုတုံးနဲ့ရိုက်ခိုင်းမယ်ဒုတိယမှာအမိန့်ပေးခိုင်းတာကျွတ်လားကျွန်တော်တို့ဟာဖယားအတန်ကြားတော်ညာလဲအလိုတော်ကိုမသိတော့တဲ့အခါမှာမှားယွင်းစွာလှုပ်ဆောင်တတ်တယ်အဲ့ဒီရာကြဆင်းသွားစေတယ်ဒီနေ့အသင်းတော်တွေညီကိုမောင်မရောက်စီတိုင်းကျွန်တော်ပြောပြချင်တယ်တင်တို့တောင်မှဖယားသခင်ရဲ့အလိုတော်လမ်းတော်ကိုမသိဘူးဆိုရင်ဒီလောကကြီးကိုဘလို့ကျွန်တော်အလင်းမလဲသင်တို့ဒီလောကရဲ့စာလောကရဲ့အလင်းလို့ပြောတယ်ကျွန်တော်တို့ရဲ့ဟလာလောကကြီးရဲ့ hope ကဘယ်သူမှရှိလဲဘုရားသားသမီးတွေမှာရှိတာတံပရတွေမှာရှိတာမဟုတ်ဘူး
business သမားတွေမှာရှိတာမဟုတ်ဘူးလောကရဲ့အလင်းကကျွန်တော်တို့ဖြစ်တယ်လောကရဲ့စားကလည်းကျွန်တော်တို့ပဲဖြစ်လောကရဲ့စားလို့ဘာလို့ပြောလဲစဉ်းစားကြည့်ညီကိုမောင်မတို့ကျွန်တော်တို့ရှိနေလို့ဒီနေ့ကဘာကြီးကမပုတ်သေးတာစားဆိုတာကအပုတ်ကိုထိန်းထားတယ်စားဆိုတာအပုတ်ကိုထိန်းထားတယ်အဲ့ဒီငါးတစ်ကောင်ကမပုတ်ချင်စားနဲ့နေထားလိုက်သူကမပုတ်ဘူးဘာဖြစ်လဲတော့ငပိခေါင်တော့ဖြစ်သွားတယ်ဈေးတောင်ပိုကြီးသွားတယ်စားလေးပါလိုက်တာနဲ့ပုတ်သွားမဲ့အစာကမပုတ်ပဲနဲ့ဟလာထိန်းသိမ်းထားလို့ရတယ်ဒီလိုပဲကမ္ဘာလောကကြီးမှာစားလို့ပြောတာကကျွန်တော်တို့တခြားဟာတွေဖွင့်ကောင်းဖွင့်မယ်ကျွန်တော်ဘုရားရှင်ဖော်ပြတာရှင်းရှင်းလေးပဲစားဆိုတာကတဲ့ဒီကမ္ဘာလောကကြီးကိုမပုတ်အောင်ထိန်းထားတဲ့အရာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကဒီတိုစာမြို့ကြီးကိုမပုတ်အောင်ထိန်းထားတဲ့သူတွေဖြစ်တယ်ဒီကဘာကြီးကိုထိန်းထားတဲ့သူတွေဖြစ်တယ်မပုတ်အောင်ဒါပေမဲ့ဘယ်ချိန်ပုတ်သွားမလဲသိလား rapture လာပြီးတဲ့နေ့ရစပြီးတော့ပုတ်သွားပြီအဲ့ဒီအချိန်မှာဖခင်ရဲ့စီရင်ခြင်းလာပြီဖြစ်တယ်ယုံကြည်သူတွေခေါ်ဆောင်သွားပြီဆိုရင်စားကိုဖယ်လိုက်ပြီဆိုရင်ပုတ်ပြီးသားပြင်တာအဲ့ဒီကျရင်ဖခင်ကတော့ပုတ်ရင်တော့ဖယ်ရှားလိုက်ရမှာပဲအကုန်လုံးဖယ်ရှားပြစ်တော့မှာစားလို့ပြောလိုက်ခါမှာတင်းရဲ့အတ္တအားဖြင့်အဲ့ဒီနေရအဲ့ဒီပတ်ဝန်းကျင်ကိုအပုပ်နဲ့ထိမ့်ပေးတော်သူဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်။အဲကြောင့်ဖခင်ရဲ့ word of God ရပြီးတော့ဖခင်ရဲ့အလိုတော်ကိုဟလာမရှာတတ်ရင်အလိုတော်နဲ့ဖခင်သခင်စကားနဲ့ကျွန်တော်တို့က line up မလုပ်တတ်ဘူးဆိုရင်ဖခင်ရဲ့လမ်းထဲမှာရှောက်ဖို့သိခတ်တယ်။ဆုံးရှုံးသွားဖို့အကြောင်းတွေမြောက်များစွာရှိတယ်။ကျွန်တော်ပြောစရာစကားအများကြီးရှိတယ်သို့တော်ညာလည်းပဲအချိန်အတိုင်းတာရှိတဲ့အတွက်ကြောင့်အဓိကကျွန်တော်ဘာကိုပြောပြချင်လဲဆိုတော့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုရှာပါနှုတ်ကပတ်တော်ရရင်အဲ့ဒီနှုတ်ကပတ်တော်အတိုင်းဖယားသခင်အလိုတော်ရှိလားဆိုတော့ရှာပါဟုတ်ပြီနှုတ်ကပတ်တော်နဲ့အလိုတော်ညီပြီဆိုရင်ဖယားသခင်သူ့ရဲ့လမ်းကိုကြီးမားစွာဖွင့်ပြလိုက်တယ်အဲ့ဒီအရာမှာဖယားသခင်ဘုန်းတော်ထင်ရှားသွားတာဖြစ်တယ်ဒါကြောင့် the word of God and the will of God and the way of God အဲ့ဒီဟာတေးချာချာကျွန်တော်နားလေသဘောပေါက်သွားရင်ဖခင်ကောင်းကြီးပေးတယ်ယုံကြည်ချူကသူ့ကိုဖခင်ကစကားပြောတယ်ကဘာမှာအကြီးဆုံးဖခင်ကြောင့်စောက်ရမယ်ဒါနဲ့ဟုတ်ပြီကိုတော့အဲ့ဒါကိုတော့တကယ်အလိုတော်ရှိလားသူရှာတယ်မှတ်ထား the word of God ကိုရပြီးရင် the will of God ရှိတဲ့အခါမှာဘာထင်ရှားလဲဆိုတော့အထဲမှာဗဒိတ်တည်းတဲတကယ်တော့ပဲဖယ်လို့မရတာဒီမှာပုံပေါ်နေတာဒီမှာပုံပေါ်နေတာဖယားအလိုတော်ရှိတဲ့အရာဖယ်ထုတ်လို့မရဘူးအဲ့မှာ emotion နဲ့ဖယားအလိုတော်ခွဲချင်တာလွယ်လေးပဲ emotion ဆိုတာကတပတ်နှစ်ပတ်ပြီးရင်ပျောက်သွားတယ်ဒါပေမဲ့ the will of God ဖယားအလိုတော်ရှိပြီဆိုရင်ဖယားနှုတ်ကပတ်တော်ကို meditate လုပ်တိုင်းဒီမှာဗဒိတ်တည်းတဲတယ်လို့ပဲသူကအိုးတဖြည်းဖြည်းနဲ့ကြီးလာတာအဲ့ဒီအရာကြီးဟလာယုံကြည်ချူကကဘာပေါ်မှာအကြီးဆုံးဖယားကြောင့်စောက်ပြီးတော့ပြီးသွားတဲ့နေ့မှာ तू ဝမ်းမြောက်တာမဟုတ်ဘူးစစောက်တဲ့နေ့မှာမှဝမ်းမြောက်တာမဟုတ်ဘူးမစောက်ခင်ပတ်စံတပြားမှမရှိခင်သူ့အထဲမှာဖယားရဲ့အလိုတော် the word of God ရပြီဆူတောင်းရင်းနဲ့ the will of God ရမှာပုံပေါ်လာတာဖြစ်တယ်The word of God ကဘာကိုပေးလဲဆိုတော့ဖယားသခင်ကငါမင်းကိုကောင်းကြီးပေးမယ်ဆိုတဲ့စကားရသွားတဲ့အခါမှာအသိဉာဏ်အပြင်ကျွန်တော်ရှိသွားတယ်အဲ့ဒီအရာကို the will of God ရှာတဲ့အခါမှာအလိုတော်ရှိပြီဆိုတော့သိလက်သိရောဖယားကဒီထဲမှာပုံဖော်ပေးလိုက်တယ်ဘယ်လိုပုံဖော်လဲသိလားနောအေးကိုသင်မောဆောက်ဖို့ရန်တော့ပုံဖော်တကယ်တော့ပဲဘယ်လိုဆောက်မလဲဘယ်လိုတစ်သားနဲ့ဆောက်မလဲဘာလို့ဘယ်နေရာမှာဆောက်ရမလဲဘယ်တောင်းမှာဆောက်မလဲအကုန်လုံးကိုပြောတယ်လို့ the will of God ဖယားကချပြပြီဆိုတော့ तू ကဘာပြလဲ detail तू ကဘယ်လိုလောက်ရမလဲအကုန်လုံးကိုဖယားကဖွင့်ပြတာကြည့်မောရှေကိုတဲတော်ဆောက်ဖို့ဖွင့်ပြလာတဲ့အခါမှာတဲတော်ဆောက်လို့ပဲပြောတာမဟုတ်အဲ့ဒါ the word of God The will of God ကတဲတော်ကိုဘယ်လိုစောက်ရမလဲဆိုတာ detail ဖခင်ကပုံချပြတာအဲ့ဒါ the will of God အဲ့ဒီခါမှာ तू ဘာလုပ်လဲဘယ်တစ်သားနဲ့ဟလာတဲတော်ကိုစောက်ပါဟလာပြီးတော့မှဘယ်ရွှေနဲ့စောက်ပါပြီးတော့မှအလူငွေကောက်ပါဘယ်လိုကောက်ပါဖခင်ပါလာတဲ့ခါမှာအလိုတော်ရှိတဲ့ခါမှာဖခင်ကြောင့်စောက်ဖို့ရန်အတွက်ဟလာတနည်းအားဖြင့်တဲတော်စောက်ဖို့ရန်အတွက်စေတနာရှိတဲ့သူပဲလာထည့်ကြဒါပဲပြောတာတောင်းနေတာတော့မဟုတ်ဘူးဖ
ဖယားသခင်အလိုတော်ရှိတဲ့အခါမှာမပေးဘဲမနေနိုင်ဘယ်လောက်ထိဖြစ်သွားလဲ The word of God နဲ့ the will of God line up ဖြစ်သွားရင်လူတွေကလှူတာတားတော့တားယူရတယ်တဲ့မောရှေကတော်ပြီအလားလာမပေးကြအောင်နဲ့ငါတို့ဟလာစောက်ဖို့ရဟာပြည့်သွားပြီလို့ပြောရတယ်ကြည့်ဖယားသခင်ရဲ့ the word of God နဲ့ the will of God စုံရင်ဖယားရဲ့လမ်းကိုသူရှင်းလင်းစွာလှုပ်ဆောင်နိုင်တဲ့အတ္တဖြစ်သွားတယ်။ဘာမှအဲ့ဒီအရာပေါ်မှာဘယ်စာတန်ကမှဘယ်လိုနတ်ဆိုးကမှဘယ်လိုမှောင်မဲ့တကူမှဖျက်ဆီးလို့မရဘူး။ဒါကြောင့်အဲ့ဒီ line နဲ့ဖြစ်သွားတဲ့အခါမှာစာတန်ကထွက်သွားတာဖြစ်တယ်။ तू လှုပ်ရှက်လို့မရတော့ the word of God ပဲရသေးတဲ့အခါမှာစာတန်ကလှုပ်လို့ရသေးတယ်။ဘာလန်က the word of God ရှိတယ် the will of God ကိုမသိအောင်လှည့်ပလိုက်တဲ့အခါမှာကြည့်ဘာဖြစ်လဲဒီကိစ္စဆူတောင်းမဲ့ကိစ္စမို့ဖယားသခင်ငါရဲ့လူမျိုးတော့ခွေးတော်ဟောင်းခွင့်မပေးဘူးပြောတာဘယ်လိုသွားချိန်ဆဲလို့ရမှာလဲအဲ့ဒါကိုသူချိန်ဆမဲ့ကိစ္စကိုဖယားသခင်သွားမလားဆိုမေးတဲ့အခါမှာဖယားသခင်ကအလိုတော်တော့မရှိဘူးတိတ်သွားချင်တဲ့အတွက်ကြောင့်အခွင့်ပေးလိုက်တယ်အဲ့မှာဒုက္ခရောက်ကုန်အလိုတော်နဲ့သွားရင်ဖယားအခွင့်ဟာလားဖယားကကောင်းကြီးပါတယ်သို့တော့အခွင့်တော်နဲ့သွားရင်စကားပဲပါသွားတယ်ဘာမပါသွားဘူးလဲဆိုတော့မျက်စိကန်းသွားတယ်ဖယားသခင်ရဲ့အလိုတော်ကိုမသိတဲ့အခါမှာမြင်တော့ဘာလံဖြစ်တော်ညာလဲမြင်းတောင်မြင်တယ်သူမမြင်တဲ့အထိဝိညာဉ်မျက်စိကန်းသွားရတယ်။ဘာကြောင့်လဲ The will of God ကိုကောင်းကောင်းနားမလည်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဖယားရဲ့အလိုတော်ကိုမသိရင်အဲ့တိုင်းပျက်စီးတတ်တယ်။အဲ့ဒီအတ္တဖြစ်ဖို့ဖယားလိုတော်မရှိဘူး။မောရှေကိုဖယားသခင်ရှင်းလင်းစွာပြတယ်။ဟာလာရှင်းလင်းစွာဖော်ပြတယ်။ဒီလိုမျိုးပဲယုံကြည်ချူးကိုဖယားသခင်ကရှင်းလင်းစွာဖော်ပြတယ်။မှတ်ထားညီကိုမောင်မတို့ကျွန်တော်ဖြစ်မဲ့အရာတွေကိုကျွန်တော်ဖြစ်မှပြောတာမဟုတ်ဘူးမဖြစ်ခင်နဲ့ကျွန်တော်အယမ်းပြောနေပြီမြင်နေပြီကျွန်တော်ဆိုတော့ဖယားကခလေးပရိသေတဲ့တဲ့ကဲတော့ကိုဖြစ်မဲ့ရောက်ဖော်ပြမှတ်ထားသူများလှုပ်လို့ထလှုပ်တာကမရအောင်မအောင်မြင်ဘူးအများကြီးရှိတယ်သူများလှုပ်လို့ထလှုပ်တာ praise and worship ဒီခစ်စားလာလို့ praise and worship ထလှုပ်တယ်ဒါပေမဲ့ဝိညာဉ်တော်မလှုပ်ရှားဘူးဒါပေမဲ့ဘယ်ချိန်မှလှုပ်ရှားလာလဲဆိုတဲ့အခါမှာဆူတောင်းလိုင်းနဲ့ဘုရားသခင်ကဘသူကို praise and worship အတွက်ထည့်လိုက်ပါ the word of God ရပြီနော် praise and worship လုပ်ဖို့ဘုရားဖော်ပြပြီဒါပေမဲ့ the will of God ကိုရှာတဲ့အခါမှာဘုရားဘသူကိုသွင်းပါဆိုတဲ့အခါစာပြောတာဘယ်လိုလုပ်ပါဆိုတာကစာပြောတာပြီးတော့မှဟိုလူကတော့ဘုရားနဲ့အားကြီးမဲ့ပုံရှိတယ်နော်ဘုရား no तू ကအပြင်ကပုံတံတန်ပဲကောင်းတာငါနှလုံးကိုကြည်တာဖဲလိုက်ဟာကိုတော့မဟုတ်ဘူးလေကောင်းတယ်နိုးသားငါတိတယ်ဟောဖဲလိုက်ရတယ်မတူဘူးဒါကြောင့်အသုံးခံနေရတဲ့အချိန်မှာကျေးဇူးတော်ချီးမွမ်းကြပါအထူးသဖြင့်အသင်းတော်မှာ praise and worship တမားတွေဘုရားဖော်ပြလို့တခါတည်းပြောမယ် praise and worship လုပ်တဲ့သူများအင်မတန်တတိထားပါဘာဖြစ်လဲသင်တို့လုပ်နေတဲ့အလုပ်ကနည်းနည်းနော်အလုပ်မဟုတ်ဘူးကျွန်တော်ပြောပြမယ်ကောင်းကင်တမန်3စုရှိတယ်ကောင်းကင်ဘုံမှာစစ်တိုက်တဲ့ကောင်းကင်တမန်ကမိခေလာကအုပ်ချုပ်တယ် messenger တွေရဲ့ messenger လူတွေကိုဟလာတည်င်းပို့တဲ့ကောင်းကင်တမန်အုပ်ချုပ်တာကဂါဗေလဖြစ်တယ်နောက်ဆုံး praise and worship ကိုဦးဆောင်တာက Lucifer ဖြစ်တယ်လူစီဖာကအတန်ကောင်းတယ်ချောမောလှပတယ်ဖယားသခင်ချီးမြှောက်လာတဲ့ခါမှာနောက်ဆုံးအဲ့ဒီချီးမြှောက်ခြင်းတောင်မခံနိုင်မဲနဲ့ဖယားရဲ့ဘုန်းကိုလူယူခြင်းလာတယ်ဒီနေ့ဖယားချီးမြှောက်ခြင်းရောက်လာရင်အဲ့ဒီချီးမြှောက်ခြင်းတွေအားလုံးဖယားကိုပြန်ပေးတတ်ဖို့အင်မတန်ရည်ကြီးတယ်ဖယားကိုပြန်မပေးတိုင်ဖယားသခင်ကသူ့ရဲ့ဘုန်းကိုဘယ်သူမှမပေးပြောတယ်ဘာလို့မပေးတာလဲဖယားသခင်တွန့်တိုတယ်ဖယားလားမဟုတ်ဘူးအဲ့ဒီဘုန်းကိုမခံနိုင်ဘူးနော်လူကဖယားရဲ့ဘုန်းကိုမခံနိုင်ဘူးဒါကြောင့်ဖယားသခင်ဟလာကျွန်တော်အပြင်ကျမ်းမာသွားစေတဲ့သူတွေပျောက်ကင်းသွားတဲ့သူတွေအနာရောဂါငြိမ်းတဲ့သူတွေအားလုံးကျွန်တော်ဘာပြောလဲကျွန်တော်လာကျေးဇူးလည်းမတင်နဲ့ပြီးတော့အနာရောဂါငြိမ်းသွားလို့ကျွန်တော်အလူငွေလာပေးကျွန်တော်ယူလို့မရဘူး thank you ပဲမယူပေးရစေနဲ့ဘာဖြစ်လို့လဲကျွန်တော်ကအနာရောဂါငြိမ်းစေတာမဟုတ်ဖယားကအနာရောဂါငြိမ်းစေဖယားကိုပဲပေးလိုက်ပါမဟုတ်ရင်ကျွန်တော်ကအဲ့ဒီငွေလေးနှစ်ပြားတစ်ပဲနဲ့ကျွန်တော်ကဖယားရှိမှအမင်္ဂလာဖြစ်အောင်မယ်ဒုက္ခရောက်အောင်မယ်ဆရာရဲ့ဆရာဆွတ်တောင်းပြီးလို့အနာရောဂါငြိမ်းသွားတယ်ရောဆရာရဲ့ဟာလုပ်ပြ thank you ကျွန်တော်မှာလုတ်ပိုင်ခွင့်မရှိဘူးယူပိုင်ခွင့်လည်း
မရှိဘူးဘာဖြစ်လို့လဲကျွန်တော်ကအနာရောဂါငြိမ့်စေတဲ့သူမဟုတ်ဘူးအနာရောဂါငြိမ့်စေတာဖျားဖြစ်တယ်အေလိရှဲတော်မှမယူတာကျွန်တော်ဘာကြောင့်ယူရမှာလဲနေမန်အနာရောဂါငြိမ့်သွားတဲ့ခါမှာနေမန်ဆီကတပြားတော်မယူဘူးယူတဲ့ဂေဟာစီကနှူသွားတယ်အနာရောဂါငြိမ့်တာဖျားလေအေလိရှဲမှမဟုတ်တာအဲ့ဒါကိုနားမလဲရင်ဖျားဘုံကိုလူယူရင်တိတ်ကြောက်စရာကောင်းတာဂေဟာစီတစ်သက်လုံးနှူသွားတယ်နော်သူသားမြင်နှူသွားတယ်ဘာဖြစ်လို့လဲဖျားလှုပ်တဲ့အလုပ်ကိုမသိပဲနဲ့အဲ့ဒါ the will of God ဖျားစကားနဲ့တွားနေတဲ့လူတွေဖြစ်တော်ညာလဲပဲ the will of God ကိုနားမလဲတဲ့အခါမှာဆုံးရှုံးရတယ်တော်ယုံတန်ယုံလူကိုအေလိရှဲသူ့နားမခံဘူးအဲ့ဒီချိန်တော့အေလိရှဲနာမည်ကြီးဆုံးဖျားသုံးပြုဆုံးသူ့နားမှာပရောဖက်ပေါင်းမြောက်များစွာရှိတဲ့ဘေးနားမှာပရောဖက်ငယ်လေးတွေမသုံးဘူးဂေဟာစီကသူ့ရဲ့တကယ်လက်ထောက်တော်ယုံတန်ယုံလူမဟုတ်ဘူးဖျားစကားနဲ့တွားတဲ့လူတိုးတော်ညာလဲပဲအလိုတော်မသိတဲ့အခါမှာအနူမျိုးရိုးဖြစ်သွားရတယ်ဖျားကျွန်တော်ဖော်ပြတယ်တခါတည်းမှာဟာလား the word of God ကတော့လာတယ်အဲ့တော့ the will of God နဲ့မညှိခံရတယ်ဥမာ the word of God ဆိုတာကဟောပြောတော့သူအလှနှစ်ဆခံထိုက်တယ်ပေးရမှာပေါ့အမေစိတ်ထဲမှာယူမင်းအမေဒါတွေပဲလာတာစိတ်ထဲမှာဒါပေမဲ့ဖခင်ကျွန်တော်ဘာဖော်ပြလဲရှင်းရှင်းလေးပဲဟာလားငါခံထိုက်တယ်လေငါခံထိုက်တယ်အဲ့လိုဖြစ်တာဒါပေမဲ့ဖခင်ကျွန်တော်ဂေဟာစီအပြင်ဖခင်ဖော်ပြတာဝေါအေလိရှေတော်မယူတာမင်းပါယူမှာကိုတော့ sorry နော်မတိတော့ယူခဲ့တဲ့သူတွေယောဂဝင်သွားတာအများကြီးပဲယောဂဝင်သွားတာအများကြီးပဲသူများပေါ်လက်တင်ဆူတောင်းတယ်ဝုန်းပျောက်သွားတော့ဟိုကတကယ်ယောဂပျောက်လဲပျောက်တော့လာပေးတာ thank you ဖျားရှင်ကောင်းကြီးပေးပါစေဖြစ်ချင်တော့အဲ့ဒီယောဂကိုယ်စီကူးလာတာဒုံးဆိုတာပြီးသွားအောင်အဲ့ဒါအလိုတော်ကိုမသိရင်အမှုတော်ဆောင်လည်းဒုက္ခရောက်တယ်ဧဝံဂေလိတရားကြီးကျယ်ဟောတယ်ဧဝံဂေလိကြီးကျယ်ဟောတယ်လူတွေပြောင်းလဲသွားတယ်ဆရာကြောင့်ကျွန်မအကယ်တင်ချင်းရတာဆရာကြောင့်ဆရာကကျွန်မရဲ့ဝိညာဉ်ဖခင်ဆရာကြောင့်လူငွေလာပေးတဲ့ thank you မယူရဘူးမယူရဘူးဒါဆိုအမှုတော်ဆောင်နေကြောင်းလားဒါဆိုဘလို့စားတော့မှလဲဆရာ no thank you ကျွန်တော်ညင်းပလိုက်တယ်ဘာဖြစ်လို့လဲလူနှလုံးသားကိုပြောင်းလဲအောင်လုပ်တာကျွန်တော်မဟုတ်ဘူးတန်ရှင်းသောဝိညာဉ်တော်ကျွန်တော်စာပို့လူလင်ပဲလေဟာလားဆရာဟာလားဆရာဆန်ဟာလား praise and worship ဥစ္စာနာဆရာဆန်ဆန်ရှန်ဆရာရှန်ကသူကသူ့ရဲ့ရည်စားလေးရှိတယ်ဆိုပါစို့ဆိုပါစို့သူရည်စားစာပို့လိုက်တာကိုသူကနေဒါမှာသူ့ရည်စားရှိတယ်ဆိုပါစို့လမ်းကြုံလို့ကျွန်တော်ယူသွားပေးတယ်ဆိုပါစို့ဆိုပါစို့ဆရာရှန်ကရည်စားစာလေးပေးလိုက်ခဲ့ပါတယ်အဲ့တော့ရည်စားစာတွေ့ချင်းမှာသူရည်စားစာပို့တယ်ဆိုပျော်ပြီးတော့ကျွန်တော်ဖတ်နားမလားပေးရမလဲဘာဖြစ်လို့လဲကျွန်တော်ကစာပို့လူလင်မယ်ကိုယ့်အလုပ်ကိုသိရတယ်ကိုယ့်အလုပ်ကိုသိရတယ်ကိုကစာပို့ပဲကျွန်တော်ရဲ့အလုပ်ကစာပို့သမားကျွန်တော်လာပေးတာပဲဖြစ်တယ်ကျွန်တော်ဖះပြောခိုင်းတဲ့စကားကိုပဲကျွန်တော်ပြောရတာပြောခိုင်းတဲ့စကားကိုပြောလိုက်လို့လူတွေပြောင်းလဲသွားတာကျွန်တော်နဲ့ဘာဆိုင်လို့လဲအဲ့တော့ဆရာကြီးလိုနဲ့ဝิญဉ်ဖခင်လိုဘာလိုနဲ့စကားကြနော်အေးဘောလေမင်းတို့ငါလိုဖြစ်ဖို့လဲစကားကြမလောနေတာကျွန်တော်ဖះဖော်ပြတာရှင်းရှင်းလေးပဲကိုတော့ကျွန်တော်ဘာလို့သုံးတာလဲဘာလို့သုံးတာလဲကိုတော့ကိုသိဆုံးလေဘာလို့သုံးတာလဲကိုတော့ငါမင်းကိုသုံးချင်းလို့သုံးတာတဲ့စကားမရှိခိုင်းနဲ့တဲ့စကားမရှိခိုင်းဘူးကျွန်တော်ဖះ
ဖယားကိုရောကျွန်တော်ဘာလို့သုံးတာလဲကိုရောကျွန်တော်အမေလုံနေတာလုံနေစံပြီးတဲ့ချင်းဆိုတော့ကျွန်တော်ဗမြိတ်ပါဝိုင်းကြလိုက်သေးတယ်ကျွန်တော်မစုံလင်တာကိုတည်ရနဲ့အဖကိုရောဘာချောသုံးပြလဲမဲမြိတ်တော့ကျွန်တော်ကိုရောဘာမှငုံမနေနဲ့ငါမင်းသုံးချင်လို့သုံးတာကျွန်တော်မထိုက်တန်လေအေးလေမင်းထိုက်တန်တာဘယ်တော့ရှိဘူးလို့လဲလောကကြီးမှာဘယ်သူကထိုက်တန်လို့လဲငါကျေးဇူးတော်ကြောင့်သုံးတာကျေးဇူးတော်ချီးမွမ်းမလို့ဆက်လုပ်တာပဲတဲ့ thank you ကိုရောခါလေးကျွန်တော်တို့ရှောက်ပြီးစဉ်းစားနေကိုရောဘာလို့သုံးတာလဲကိုရောကျွန်တော်မထိုက်တန်လေကိုရောရေကျွန်တော်လူတွေအများကြီးပြောလဲကိုရောကျွန်တော်ဘာလို့တက်လို့လဲငါသုံးချင်လို့သုံးတာပါစပ်ဖိတ်ထားတယ်ပြီးရောဖယားပြတ်တယ်လူကမပြတ်ဘူးဖယားလူတော်ကိုရှင်းရှင်းလင်းလင်းသိရတယ်ဖယားဘာလို့သုံးလဲကျွန်တော်တော်လို့လား no ကျွန်တော်တက်လို့ no ကျွန်တော်ယုံကြည်ခြင်းအားကျ no ကျွန်တော်ဒီမှာတဲ့10နိုင်15နိုင်ဆူတောင်းနိုင်လား no ဆူတောင်းပါတယ်သို့တော့ကျွန်တော်ပြောပြမယ်စကားတစ်ထောင်ပါပြီးတော့ဆူတောင်းတာထက်ဖယားမျက်မှောက်တော်မှာနေတဲ့9မိနစ်ကအရေးကြီးဆုံးဖြစ်တယ်10နိုင်ဆူတောင်းပြီးတော့ဘာမျက်မှောက်တော်မှမခံစားရင်အော်တာပဲဖတ်တယ်ကိုတော့ကောင်းကြီးပေးပါနော်ကောင်းကြီးပေးပါနော်ဘယ်လောက်လှုပ်လို့မျက်မှောက်တော်မခံစားရင်10နိုင်ဆူတောင်းလက်တွေနားတယ်ဒူးတွေနားတယ်ဘာမှမထူးချဘူးဖယားမျက်မှောက်တော်ထဲမှာပဲယူပါယုံလာတာဖြစ်တယ်ဖယားဖော်ပြတာဖယားဖော်ပြတာနောက်ဆုံးအဲ့ဒီမျက်မှောက်တော်ထဲမှာပဲယူရမယ်မိမကိုဖော်ပြတယ်မျက်မှောက်တော်မခံစားသေးလို့ဖြစ်မယ်ဖယားမမြင်နိုင်ကြရင်တော့လေအဲ့ဒါပေါ့လေဆိုတော့မျက်မှောက်တော်ထဲမှာအလှပဆုံးဖယားထားတယ်တိတယ်ဘသူလဲဆိုတော့ကောင်းတိတယ်မျက်မှောက်တော်မခံစားလို့ရှောက်ရွေးနာနဲ့အဲ့ဒါမောနေတာဟိုတယောက်ဟိုဟာလေးလားမသိဘူးဒီဟာလေးကဖယားလူတော်လားမသိဘူး10နှစ်ကြော်သွားပြီအဖြေမရှိဘူးမျက်မှောက်တော်မှာအဖြေရှိတယ်တိုက်ဆိုင်တဲ့သူရှင်ခွင့်လို့ပါဖယားဖော်ပြတဲ့အတိုင်းပဲပြောပြစီဆိုတော့ဖယားရဲ့အလိုတော်ကိုရှင်းလင်းစွာသိဖို့အင်မတန်မှအရေးကြီးတယ်မသိရင်ဆုံးရှုံးသွားတတ်တယ်အာမင်သူတို့ဘာတော့အာမင်ဆိုဖယားသခင်ရဲ့အလိုတော်ကိုရှင်းလင်းစွာရှာကြပါ The word of God ကိုမရမချင်း the will of God မရဘူးဘုရားခင်အရင်ဆုံးပထမအဆင့်ကဘာလဲဆို the word of God ဝါမရှိပဲဝိလို့လို့မရဘူးတဲ့အဲ့ဒါပဲဝါမရှိပဲဝိလို့လို့မရတဲ့တော့ the word of God မရပဲနဲ့ the will of God ဘလို့မှမသိနိုင်ဘူးဒါကြောင့် the word of God အရင်ရှာပါဟာလာယုံကြည်သူအကြောင်းနဲ့ကျွန်တော်ဆုံးသတ်မယ်ဘုရားသခင်ကသူ့ကို the word of God ပေးတယ်မောရှေအပြင်ဘုရားစကားပြောတယ်မောရှေကဲ့သို့မင်းကိုငါဆောက်ရတဲ့အခွင့်ပြင်ဆင်ပေးမယ်နောက်ဆုံးတစ်ဆင့်ဖယားပြန်လာတယ်ရှောလမုန်ကဲ့သို့ဗိမာန်တော်ကြီးမားစွာဆောက်ရတဲ့အခွင့်ဖယားပြင်ဆင်ပေးမယ်ကမ္ဘာမှာအကြီးဆုံးဆောက်ရလိမ့်မယ်ဝါးသူရသွားပြီရလဲရအောင်အဲ့ဒါကို तू ရှာတယ်ဘယ်လိုလုပ်ရမလဲကိုတော့မင်းငါကအလိုတော်ရှိပြီသားစပြီးတော့မှဗိမာန်တော်ဝယ်ဖို့ရန်အတွက်လူတွေကိုရှောက်ပြောလိုက်တော့တယ်ဗိမာန်တော်ဆောက်ဖို့ပြောလိုက်တော့စတင်ပြောတယ်ပြောရင်လည်းနောက်ဆုံး तू ပြောတဲ့စကားဘယ်သူမှမယုံနောက်ဆုံးသူ့မိန်းမတော်မှာ तू အယူတဲ့ယူသွားပြီတဲ့မှတ်ထား the word of God ရပြီး the will of God တိုင်းတက်ရှင်တဲ့အခါမှာလူတွေအလုံးသဘောတူမယ်မထင်နဲ့မတူဘူးသူ့မိန်းမလည်းသဘောမတူဘူးနောက်ဆုံးသူ့မိန်းမသူ့ယောက်ျားယူသွားပြီလို့ထင်တယ်အဲ့နဲ့ तू ကဘာပြောလဲအပတ်စဉ်ကိုးကွယ်မှုပြုတဲ့အချိန်တိုင်းမှာ तू ကဘာပြောလဲဘုရားခင်အကြီးဆုံးကမ္ဘာမှာအကြီးဆုံးဗိမာန်တော်ဆောက်ခွင့်ပေးလိုက်မယ်အဲ့ဒီပုံမှာအလူငွေကောက်ကြပါဆိုတော့အတင်းလူကြီးတွေကနောက်ဆုံးအသင်းလူကြီးတွေစိတ်တက်ကြလာတယ်ထွက်တဲ့သူတွေအများကြီးဖြစ်သွားတယ်ငါတို့ဆရာထွက်သွားအဲ့ဒီမှာရပြီလားဟိုကတပြားမှမရဘူးဆရာတပြားမရဘူးဘုရားသခင် the word of God ရပြီလုံးဝမကြောက်ဘူးသူကအလိုတော်ရှာတယ်အလိုတော်နဲ့ဘုရားရဲ့စကားနဲ့ညီသွားတဲ့ခါမှာသူဆက်တောင်းတာနောက်ဆုံးဘာဖြစ်လဲဘယ်သူမှမပေးဘူးနော်ဘယ်သူမှမပေးဘူးနောက်ဆုံးမှာအဖွားကြီးတယောက်ကရိုဖိတ်မတက်ဖြစ်ပြီးတော့အားလုံးလည်းသိကြမှာပါပြန်ပြောပြခြင်းတယ်သူစားတဲ့ခွက်ကလေးနဲ့အစင်းရဲဆုံးဒီမုတ်ဆိုးမှာစတစ်စင်းရဲတယ်ဒီစားတဲ့ခွက်ကလေးနဲ့သူ့ရဲ့တူကလေးကိုယူလာပြီးတော့
တုံနဲ့လာပြီးတော့ဒါလေးလက်ခံပေးပါဟာမလုပ်ပါနဲ့မလုပ်ဒါကကျမရဲ့အချမ်းသာဆုံးဒါပါပဲဒါမရှိရင်ကျမအိမ်ပြန်ထမင်းစားစရာမရှိတော့ဘူးတဲ့တို့တော်ညာလေးပဲဖယားကကျမကိုဖော်ပြတယ်ပေးပါဆိုလို့အိမ်ပြန်ရောက်တော့ညာလဲစားစရာမရှိတော့ညာလေးပဲကျမရဲ့အပိုင်ဆိုင်ရတဲ့အရာတွေအားလုံးကဒါပဲယူလိုက်ပါဆရာကြီးယုံကြည်ချက်ပြောတယ်မယူပြစေနဲ့ယူလိုက်ပါမယူပြစေနဲ့ယူလိုက်ဖယားဖော်ပြနေတယ်အဲ့နဲ့ယူလိုက်ကောအဲ့ဒီဟာကိုကြည့်ပြီးတော့တထေးတယောက်ကတောင်းဝနေမြေကြီးကြတယ်ဒါနဲ့အဲ့ဒီခွက်ကိုကျွန်တော်9000နဲ့ဝယ်မယ်ဆိုစပြီးတော့ပြောတယ်အဲ့မှာနောက်တစ်ယောက်ကထားကျွန်တော်1000ပေးမယ် no ကျွန်တော်1000ခွဲပေးမယ်နောက်တစ်ယောက်က2000ဒီခွက်လေးကိုင်းနေယောဂီချူကဘာလို့မသိဘူး2000ခွဲဟိုတစ်ယောက်ကထားပြီခွက်နဲ့ပဲစားတာဖခင်ကအလုပ်လုပ်ချင်လေဘာမဟုတ်တဲ့ຢာနဲ့အလုပ်လုပ်တတ်တယ်ကျွန်တော်အကြီးတွေမှန်းလာတာno ဖခင်ဒီခွက်ကလေးနဲ့တူကလေးနဲ့စလုပ်တာကဘာမှာအကြီးဆုံးဖခင်ကြောင့်ကြီးစောက်ဖို့ခွက်နဲ့တူလေးနဲ့စသွားတာဖခင်ရဲ့ the word of God and the will of God lined up ဖြစ်သွားတဲ့နေရာအသေးဆုံးအရာကနေကဘာမှာအကြီးဆုံးအရာဖြစ်အောင်ဖခင်အလုပ်လုပ်တတ်တယ်အဲ့ဒီအခုကဘာမှာအကြီးဆုံးဖခင်ကြောင့်ကြီးရာတူကလေးနဲ့ဝါခွက်ကလေးနဲ့စားခဲ့တာနော်တခုပဲအရေးကြီးဆုံးကပတ်စံတန်သိန်းတန်းနဲ့ချီပတ်စံရှိလို့ထားဆောက်တာမဟုတ်ဘူးအဲ့ဒီဝါခွက်ကလေးနဲ့ဝါတူလေးနဲ့စားခဲ့တာဖြစ်တယ်ဒါမဲ့အခြေခံပါလဲဆိုတော့အရေးကြီးဆုံးက the word of God မရဘဲနဲ့ဘာမှထားမလုပ်ပါနဲ့သူများလှုပ်တိုင်းမလုပ်ပါနဲ့သူများလှုပ်တိုင်းထားမလုပ်ပါနဲ့သူများပုံစံလိုက်တူလို့မရဘူးဖယားအတန်ကြားပြီလားအဲ့ဒီနှုတ်ကပတ်တော် meditate လုပ်နေနေဖယားသူ့ရဲ့ will ကိုဖော်ပြလာတယ်ဟုတ်ပြီနော်ဆိုကျွန်တော်ကိုဖယားယောမ8:32နဲ့ဖယားစကားပြောလဲပြောကိုအဲ့ဒီမှာကျွန်တော် meditate လုပ်ရင်းနဲ့ဖယားကျွန်တော်ဘာဖော်ပြလိုက်ဆိုဘယ်လိုအမှုတော်ဆောင်ရမယ်ကစာဖော်ပြလာတယ်ပြီးတော့မှမင်းကဘသူလဲဆိုတာဖော်ပြလာတယ်ဘာလုံးအောင်လဲဘာလုံးမအဲ့ဒါအားလုံးဖော်ပြလာအဲ့ဒီတိုင်းလှုပ်လာတဲ့ခါမှာဖယားရဲ့လမ်းထဲကနေချော်ရမထွက်သွားဘူးဖယားကဒီဇိုင်းမကောင်းကြီးပေးသွားတယ်ဒါကြောင့် the word of God and the will of God and the way of God အဲ့ဒါကိုအမြဲတမ်းတတိထားပြီးတော့အသက်ရှင်ပါများစွာသောသူများဆုံးရှုံးခဲ့ရတာအဲ့ဒီသုံးချက်ကိုနားမလည်လို့ပဲဖြစ်ပါတယ်ဒါကြောင့်ထိုအရာကိုနားလေသဘောပေါက်လေသွားခြင်းအဖြစ်ဘုရားသခင်ရဲ့ဘုန်းတော်နာမတော်တည်သင်တို့ရှိတဲ့နေရာမှာထင်ရှားပါစေရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ